အားထုတ်တော်မူကြကုန်သောသံဃာတော်များဆရာကြီးဆရာလေးများနဲ့ယောဂီသူတော်စင်ပေါင်းတို့ဆရာတော်ဘုရားဓမ္မသနာအရှင်တော်တို့ယောဂီဖြစ်ပါ၏ဆရာတော်ဤပြိဿသမုပ္ပါတရားတော်များကိုနာယီမသားရန်အတွက်ဩကာသဆိုတော်လူကြီးညာပြပြဖြစ်ကိုးကြောကြပါလို့ရှကုထမြတ်တော်သေးမြတ်တော်ထရုပ်သေးလေးမြတ်ကရဝပြုခြင်းကတရားဖြစ်တော်မူပြီးထသောတရားမြတ်ဆုံးယရဏတရားအမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏတို့ယရဏမြတ်သောမာတို့နှင့်တကွာဆရာတစုဖြစ်တော်မူသောကြည်ရရှင်အဂမပဏိတမိုးကုတ်ဆရာတော်ဘုရားကြီးဉာဏ်တော်များရည်မှန်၍ရှိကိုပူဇော်ဘုမြော်မှန်လျော့မြတ်တော်ကြာရသောပူဇော်ဝန္တန္တရာပညာစေတနာဝရိယတို့ကြောင့်တောကကတိန်တို့ဤချုပ်ငြိမ်းရမှန်ဖြစ်တော်မူသောနိဗ္ဗာန်သို့၎င်းယောဂီတော်စေခြင်းများအလိုရှိအပ်တောင်းတအပ်သောဘုရားကြီးရာနာခြင်းကြီးရာတေခြင်းကြီးရာဖြစ်တော်မူသောနိဗ္ဗာန်သို့၎င်းတထောင်ငါရာကိလေသာဘုဒ္ဓအလောင်းတတို့ဤကိယာညေယသိယချုပ်ရဖြစ်တော်မူသောနိဗ္ဗာန်သို့၎င်းမိမိတို့ကိုယ်စီအားထုတ်စေဖြစ်သောဒါနာသီလစေတနာကံနှင့်တကွဝိပဿနာဉာဏ်သည်လေးမြတ်စွာမဉဏ်သို့ကျေစုပြု၍နိဗ္ဗာန်ကိုမျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်စေယနေ့ဗုဒ္ဓမြတ်စွာသာသနာ2569ခုနှစ်လူတော်ဂောဇာတက္ကရာ1389ခုနှစ်ကရေတက္ကရာ2025ခုနှစ်ရဂုံတိုင်းတရားကြီးတကုံအရှိဗံသစ္စာ4ရောင်ကျောင်းတိုင်ကြီးတွင်မှာဖြစ်ဒီကျောင်းတိုင်ကြီးဦးစီးပရဏနာယကဆရာတော်ဘုရားကြီးဤဝိဇာကြမွေးနေ့အလူအကျိုးဘောဂဝဒနာခုနှစ်ရတုလုံပိတရားစကံပွဲကြီးဤယနေ့နေ့မြောက်သောနနပိုင်းမှာလဲတရားဝင်တရားအထုတ်ကြတဲ့ဆရာတော်တန်ခါတော်ရှင်သူမြတ်များနေတကွဆရာကြီးဆရာလေးယောဂီအမျိုးသားမျိုးသမီးယောဂီတော်စင်ကြီးများအားလုံးတို့အားကျေးဇူးဆက်တော်အဖြစ်ဆရာတော်ဘုရားကျေးဇူးဆက်တော်အဖြစ်၎င်းယောဂီတော်စင်ကြီးများအားကျေးဇူးဆက်တော်အဖြစ်၎င်းယနေ့နေ့ပိုင်းမှာပဋိစ္စသမုပ္ပါဒ်သင်္ဍတရားတော်မြတ်ကြီးဖြင့်ဟောကြားနာကြားကျေးဇူးပြုမှာဖြစ်သည့်ကြောင့်ဒီပရိစ္ဆသမုပ္ပါဒ်သင်္ဍတရားတော်မြတ်ကြီးကိုမဟောကြားမနာကြသေးခင်မှာ
တရားမင်းတို့၏ပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထိုထာဘုရားရှင်ကိုရောမြတ်ကြီးအားနမောတတ္တဘုရားရှိခိုးဖြင့်ဘုရားရှင်ကိုရောမြတ်ကြီးအားရှိခိုးကြတော်ကြရအောင်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတောလူမင်းနမင်းမြမမင်းတို့၏ဘုဇောကာယောဘုဇောတို့ကိုခံယူတော်မူပေထသောအရဟတောဒုက္ခသမုဒယနိရောဓမဂ္ဂဆိုသောသစ္စာလေးတဲ့မြတ်ဆုံးတရားကိုဆရာမကိုတရားပညာဖြင့်ကိုယ်တော်တိုင်တော်လေးကောင်းမွန်မှန်ကန်စွာပြီးတော်မူပေထသောအရဟတော1500ကိလေသာအဘုဒ္ဓအလောင်းတတို့ကိုမေတ္တာပြီးဖြစ်တော်မူသောမြတ်စွာဘုရားအရဟတောမကောင်းမှုသောများတို့ကိုစိတ်ကိုရနိုင်ဖြင့်ပြုတော်မမူသောမြတ်စွာဘုရားတသဗ္ဗဂဝတ္တဧတရိယဓမ္မယတတိရိကာမဘယတမိငါဘုံတော်6ပါးတကယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားနမောဒုလနာဘုဒ္ဓိငါဟုဖြင့်ကြည်နုဒရာယုတ်တိစွာဖြင့်ရှေကိုငိုင်ကြောပါ၏မြတ်စွာဘုရားဘုရားကြည်တော်ရှင်ဆရာတော်ဘုရားကြီးအတန်တော်ညတော်တို့အားပူဇော်သားအပြင်ဆရာတော်ဘုရားရေးဆွဲတော်မူသောပဋိစ္စသမုပ္ပါလင်္ကာလေးဖြင့်ဆရာတော်ဘုရားကြီးပူဇော်ကြရအောင်ဗျာမူလနဗျာသစ္စာနကုလေကုအလွာအင်္ဂါ22ပါးရေကိုမြတ်နေသုံးပါးအစနယမူလဘုံတော်ဝနေကာလသုံးပြခြေရ20ဤရှိတွေကိုအလွယ်ကြမသိစေအပ်သည်တန္တရာမလွတ်ကြောင်းသည်သာဓုသာဓုသာဓုပရိစ္ဆသမုပ္ပါအသွယ်ရှိသွယ်ဖြင့်ဆရာတော်ဘုရားကြီးအားပူဇော်သောအဖြစ်အသွယ်ရှိသွယ်ဤအနိဗ္ဗာန်လေးများနှင့်ဆရာတော်ဘုရားကြီးကိုပူဇော်ကြရအောင်ယောဂီများအားလုံးရလားတရားလုံးပူဇော်ကြမယ်မူလနဗျာဆိုသည်မှာအဝိဇ္ဇာနှင့်တဏှာတို့ဖြစ်ပါသည်ဘုရားသစ္စာနကုဆိုသည်မှာသမုဒယသစ္စာဒုက္ခသစ္စာသမုဒယသစ္စာဒုက္ခသစ္စာတို့ဖြစ်ပါသည်ဘုရားလေးကိုအလားဆိုသည်မှာအတယကြောင့်တလားယေသောပံကျိုးတလားယေသောပံကြောင့်တလားအနာဂံကျိုးတလားတို့ဖြစ်ပါသည်ဘုရားဧက12ပါးဆိုသည်မှာအဝိဇ္ဇာသင်္ခါရဝိညာဉ်နာယောကာလယရဏအတ္တဝေဒနာဓမ္မ
နာဥပါဒံဘဝသာတိသရမရဏတို့ပြပါသည်ဘယာသုံးပါးဆက်ဆိုသည်မှာသင်္ခါရနှင့်ဝိညာဉ်တစ်စပ်ဝေဒနာနှင့်တဏှာတစ်စပ်ဓမ္မဘဝနှင့်ဇာတိတစ်စပ်တို့ပြပါသည်ဘယာဘောသုံးပါးဆိုသည်မှာကိလေသာဟောသုံးပါးဓမ္မဟောနှစ်ပါးဝိပါကဟောရှင်းပါးတို့ပြပါသည်ဘယာကိလေသာဟောသုံးပါးဆိုသည်မှာအဝိဇ္ဇာတဏှာဥပါဒံတို့ပြပါသည်ဘယာဓမ္မဟောနှစ်ပါးဆိုသည်မှာသင်္ခါရနှင့်ကမ္မဘဝတို့ပြပါသည်ဘယာဝိပါကဟောရှင်းပါးဆိုသည်မှာဝိညာဉ်နာယသလယရဏဘာသာဝေဒနာသာတိသရမရဏဘုဗ္ဗပါတိဘဝတို့ပြပါသည်ဘယာကာလသုံးပြဆိုသည်မှာလောလေပိသောအတိတ်ကာလယခုပြည့်စံပြစ္ဆုတ်ပံကာလနောက်ပြည့်လက်တနာဂကာလတို့ပြပါသည်ဘယာခြေရ20ဆိုသည်မှာအတေကြောင့်ခြေရ5ပါးပြစ္ဆုတ်ပံကျိုးခြေရ5ပါးပြစ္ဆုတ်ပံကြောင့်ခြေရ5ပါးအနာဂတ်ကျိုးခြေရ5ပါးတို့ပြပါသည်ဘယာအတေကြောင့်ခြေရ5ပါးဆိုသည်မှာအဝိဇ္ဇာသင်္ခါရတဏှာဥပါဒံဘဝတို့ပြပါသည်ဘယာသေသောပံကျိုးခြေရ5ပါးဆိုသည်မှာဝိညာဉ်နာယသလယရဏသန္တာဝေဒနာတို့ပြပါသည်ဘယာသေသောပံကြောင့်ခြေရ5ပါးဆိုသည်မှာတဏှာဥပါဒံဘဝအဝိဇ္ဇာသင်္ခါရတို့ပြပါသည်ဘယာအနာဂတ်ကျိုးခြေရ5ပါးဆိုသည်မှာဝိညာဉ်နာယသလယရဏသန္တာဝေဒနာတို့ပြပါသည်ဘယာဤရှိသွဲဆိုသည်မှာမူလနှပြကတသွဲသစ္စာနခုကတသွဲလေးခုအလောကတသွဲဧက12ပါးကတသွဲသုံးပါးအစကတသွဲဘုသောဝါကတသွဲကာလသုံးပြကတသွဲခြေရ20ကတသွဲတို့ပြပါသည်ဘယာအလွယ်ကြမ်းမှဆိုသည်မှာညာတပရိညာပတိယတိသာသနာကိုခေါ်ပါသည်ဘယာဒီစေအတ္တိဆိုသည်မှာတိရဏပရိညာပရိပတိသာသနာကိုခေါ်ပါသည်ဘယာသန္တရာမလွတ်ကြောင်းဒီဆိုသည်မှာဘာနာပရိညာပတိဝေဒသာသနာကိုခေါ်ပါသည်ဘယာသာဓုသာဓုသာဓုကဲအလုံးပဲချမ်းသာသလိုရိယာပုံမြတ်တာသလိုပြုပြင်ပြီးတော့ဥစဉ်တော်ဟောပြောပြသမယ်ပရိစ္ဆေသမုပ္ပါဒ်တဲ့တရားတော်မြတ်ကြီးကိုနားလဲနာနိုင်ကြပါစေနားတဲ့အတိုင်းလေးပဲသိကြပါစေသိတဲ့အတိုင်းလေးပဲဒီဘဝဒီခန္ဓာမဆုံးခင်လေးမှာယောဂီများဘဝလက်ကျန်ရှိတဲ့အချိန်လေးအတုံးချနေတဲ့အချိန်မှာအတုံးကျစွာနဲ့ယောဂီများလိုချင်တဲ့ချမ်းသာအစစ်ကိုအလုံးကိုယ်စီရရှိကြပါစေလို့ရှိဥစွာဆုတောင်းမြတ်တာတွေပို့တာပေးပါတယ်နော်ယောဂီများအလုံးမဲ့တရားကိုအာရုံပြုတရားကိုနှလုံးသွင်းပြီးတော့ဦးဇင်းတို့ဘုရားရှင်တော်မြတ်ဘုရားဟောကြားတော်မူခဲ့တဲ့ပရိစ္ဆေသမုပ္ပါသစ္စာ၄ပါးမြတ်ဆုံးတရားကိုအလုံးပဲဟောကြားနာကြရအောင်နောဂါရီမိုင်းများအဲ့တော့ဦးဇင်းတို့သန္တရာတစ်ခွင်မှာပြန်လဲဆုံတွေ့ကြတဲ့ဦးဇင်းရဲ့ယောဂီတော်စင်ကြီးများအားလုံးတို့ကိုယနေ့နေ့ပိုင်းမှာကျေးဇူးဆက်တော်အပြင်ပဋိစ္စသမုပ္ပါတင်တဲ့တရားဖြင့်ကျေးဇူးဆက်ကြရအောင်ဗျာနောဂါရီမိုင်းများ
ပဋိစ္စသမုပ္ပါဆိုတာယနေ့ယောဂီများဘာပြောတာလဲဘာဖြစ်လဲအကြောင်းတရားနဲ့အကျိုးတရားဘာနဲ့ဘာကိုပြောတာလဲဒါဆိုဦးဇင်းတို့ယောဂီများဦးဇင်းတို့တန္တရာခွဲမှာကျင်လည်လာခဲ့တဲ့32ဘုံတတ္တဝါတွေမှာပဋိစ္စသမုပ္ပါအကြောင်းအကျိုးကင်းတဲ့တတ္တဝါဆိုတာယောဂီများရှိရလားမရှိပါဘူးတဲ့ဒါဆို32ဘုံမှာကျင်လည်နေကြတဲ့တတ္တဝါတွေမှာအကြောင်းအကျိုးပဋိစ္စသမုပ္ပါအကြောင်းအကျိုးမကင်းတယ်လို့ပဲတဲ့တန္တရာမှာကျင်လည်လာခဲ့တဲ့ယနေ့ယောဂီများဦးဇင်းများလည်းပဲအကြောင်းအကျိုးကင်းရလားမကင်းပါဘူးဗျာအကြောင်းအကျိုးကင်းရလားမကင်းပါဘူးဗျာအကြောင်းအကျိုးမကင်းဘူးတဲ့ယနေ့ယောဂီများနိဗ္ဗာန်မယာမချင်းယောဂီများဦးဇင်းများအကြောင်းအကျိုးကင်းရလားမကင်းပါဘူးဗျာပရိစ္ဆသမုပ္ပါကင်းရလားမကင်းဘူးဒါကြောင့်မလို့ဆရာတော်ဘုရားကြီးဟာနောက်ဆုံးစာပိုက်လေးမှာမပြောတာတဲ့အလွယ်ကျက်မှန်ဣစေအတ္တိတန္တရာမှာလွတ်ကြောင်းသည်ဒီတန္တရာကလွတ်ဖို့အတွက်ယနေ့ယောဂီများနံပါတ်1အလွယ်ကျက်မှတ်ဆိုတာမပြောတာလေဆိုစာသင်ရမယ်ဘာလို့ရမယ်လဲစာသင်ရမယ်ဆိုတာပฏิယတ္တိစာသင်ပါတဲ့ဒါကိုပြောတာဆရာတော်ဘုရားကြီးကဒီသဝိုင်းကြီးထဲမှာယောဂီများအကုန်လုံးထည့်ပေးသွားတာပိဋကတ်3ပုံနော်တရားအလုံးပေါင်းဘယ်လောက်ရှိလဲဆိုဒီသဝိုင်းကြီးမှာ333လုံးရှိတယ်ဘုဒ္ဓတာမင်းဘယ်လောက်ရှိလဲဒီသဝိုင်းကြီးမှာတရားအလုံးပေါင်းဘယ်လောက်ရှိလဲ333လုံးရှိတယ်အဲ့မှာဓမ္မခန္ဓာတွေရှိအဲ့ဒီ330တော့ဓမ္မခန္ဓာတွေကိုအကျေချဲလိုက်လို့ရှိရင်ပိဋကတ်3ပုံဓမ္မခန္ဓာပေါင်း8400ဒီထဲမှာအကုန်ရှိတယ်ကိုဉာဏ်ရှိရင်ရှိတယ်လို့ယောဂီများချဲ့လို့မရဘူးလားအဲ့ဒါကို32ပုံအားလုံးအကျေချုံလိုက်တဲ့အခါဓမ္မခန္ဓာ8400ကောင်ကိုအကျေချုံလိုက်ရင်သစ္စာဘယ်နှပါလဲ4ပါးဘယ်နှပါးရှိလဲ4ပါးအဲ့ဒီသစ္စာ4ပါးကိုအကျေချုံလိုက်ရင်နှစ်မျိုးတည်းရှိတယ်ဘာလဲဖြစ်ခြင်းပြည့်ခြင်းဟုတ်လားယောဂီများရေဘာလဲဘာပဲရှိလဲဖြစ်ခြင်းပြည့်ခြင်းပဲရှိတယ်ဟုတ်လားခင်ဗျာအဲ့ဒီဖြစ်ချင်းပြည့်ချင်းကိုယနေ့ပြန်ပြီးတော့ကြည့်လိုက်ရင်အကြောင်းတရားနဲ့အကျိုးတရားဒါကြောင့်လို့သူ့ကိုဘာလို့ပြောလဲပဋိစ္စသမုပ္ပါဟုတ်လားယောဂီများဒါဆိုမေရိကမတော်ဦးဇင်းများမှာပဋိစ္စသမုပ္ပါအကြောင်းအကျိုးကင်းတဲ့တတ္တဝါတွေရှိရလားဟောဒီ32ပုံကျင်လည်လာခဲ့တာလည်းမေရိကမတော်ကြီးများအကြောင်းအကျိုးကင်းရလားမကင်းဘူးဟုတ်လားယောဂီများဟောဒီဘုရားအဆူဆူနဲ့လွဲခဲ့တာလည်းပဲအကြောင်းအကျိုးကင်းရလားမကင်းဘူးမေရိကမတော်ကြီးများဒါကြောင့်ဒီပရိစ္ဆသမုပ္ပါဆိုတာလူတိုင်းတတ္တဝါတိုင်းနဲ့အားလုံးဆိုင်တဲ့တရားဟုတ်လားယောဂီများပယ်လို့ရမလားမရဘူးတချို့ကပြောတယ်လေမရမြငါတို့လို့ငါတို့ရတာပဲကိုလို့ကိုရတာပဲကိုလို့ကိုဖြစ်တာပဲဒါပေမဲ့မရခင်ဗျအကြောင်းတရားလုတ်တဲ့နေရာမှာအကြောင်းတရားကင်းရလားမကင်းပါဘူးဗျာပြလို့လည်းအဲ့တော့ရရှိမှအကျိုးတရားကိုကင်းရလားမကင်းပါဘူးဒါကြောင့်တော့သူ့ဘာလို့ပြောလဲပဋိစ္စသမုပ္ပါဟောဒီမှာပဋိစ္စသမုပ္ပါမှာလည်းပဲ2မျိုးရှိတယ်ဟုတ်လားခင်ဗျ။ဘာနဲ့လဲစာပဋိစ္စသမုပ္ပါနဲ့ခန္ဓာပဋိစ္စသမုပ္ပါမရုပ်ကမဲတော်ကြီးများကိုယနေ့မနက်ပိုင်းမှာဦးဇင်းကဘာလို့ပါမလဲစာပဋိစ္စသမုပ္ပါစာသင်ပေးတာဟုတ်လားဒါနဲ့စာသင်ပေးပြီးတော့မှဒီစာပရိယတိသာသနာယနေ့ယောဂီများစာနဲ့ညာတပရိညာသိမှဣရဏပရိညာဘာလို့မလဲကျင့်ရမယ်တဲ့ဟုတ်လားယောဂီများအဲ့ဒီလိုကျင့်ပြီးမှလည်းပဲဘာဟာနာပရိညာစိုက်မှာရှင်းရရှင်းလားဒါဆိုရင်ယနေ့ယောဂီများရင်ဆုံးဘာလုပ်ရမလဲသိအောင်လုပ်ရမယ်သိကြတဲ့တရားကိုတို့ဘာလုပ်မလဲကျင့်ရမယ်ဟုတ်လားခင်ဗျာအဲ့လိုသိပြီးကျင့်မှလည်းပဲယနေ့ယောဂီများလိုချင်တဲ့နေရာဌာနဘာနာပရိညာမဆိုင်ပါလားဆိုင်ပါဆိုင်ပါအဲ့ယောဂီများတို့ကောင်းကြီးများသိပြီလားပရိစ္ဆာသမုပ္ပါလေဟုတ်လားသိပြီလားထိုက်တဲ့အားလေးကတော့မလို့ခင်ဗျားတို့မသိနေကြတာလားသိနေကြလားဒါပေမဲ့သိတယ်သိပြီတို့ဘာလုပ်မလဲကျင့်ရဟုတ်လားခင်ဗျာတော့ပါရလားအဲ့တော့ဒီမနေ့ဦးဇင်းကဘာလုပ်ပေးမလဲသိအောင်ပြောပေးမယ်ဟုတ်လားဒါဆိုရင်ဟောဒီပရိစ္ဆာသမုပ္ပါစဝိုင်းချင်းမှာမလို့ခင်ဗျာအသွင်အားဖြင့်ကြည့်ရင်ဘယ်နှသွယ်ရှိလဲ8သွယ်ရှိတယ်ဘယ်နှသွယ်ရှိလဲ8သွယ်ရှိအင်္ဂါအစိမ့်အပိုင်းအားဖြင့်ကြည့်ဘယ်နှပါလဲ32ပါးဒီစဝိုင်းကြီးထဲမှာအင်္ဂါဆိုတာယနေ့ပါဠိလိုဗမာလိုပြောတာအစိမ့်အပိုင်း
တရားအစိတ်အပိုင်းဘယ်နှခုရှိလဲဆိုတော့30နဲ့2ခုရှိတယ်ဘယ်နှပါးရှိလဲအဲ့ဒီနဲ့32ပါးတော့တရားအစိတ်ပိုင်းကိုဆရာတော်ဘုရားကြီးကနေပြီးတော့အကွက်4ကွက်ဟုတ်လားယုတ်ကိများကြီးချပြီးတော့မထည့်ခဲ့တာလားထည့်ခဲ့တာလားထည့်ခဲ့တာဟုတ်လားယုတ်ကိများကြီးလူဆိုရင်ယနေ့ယုတ်ကိများအင်္ဂါအပြည့်ကြည့်ရင်ဘယ်နှပါးလဲ30နဲ့2ပါးဟုတ်လားအသွင်အပြည့်ကြည့်ရင်8တွယ်ရှိတယ်ဒါဆိုယနေ့ယုတ်ကိများဦးဇင်းများဒီအသွင်8တွယ်နဲ့ဘာဖြစ်ခဲ့တာဆိုရင်တော့ဘဝတန္တရာမှာကျင့်နေလာခဲ့ဟုတ်လားယုတ်ကိများလူဘဝနဲ့ပြောတယ်လူဘဝလည်းလဲခဲ့ပြီနတ်ဘဝလည်းရခဲ့မြမဘဝလည်းရခဲ့ပြီဒါရင်ပဲလားဆိုတော့မဟုတ်ဘူးတဲ့ငရဲတိစ္ဆာပိဋ္ဌာအတုတကယ်ဆိုတဲ့အပယ်၄ပုံသားတွေလည်းပဲဖြစ်ခဲ့ပြီးပြီ32ပုံမှာမရောက်ဘူးတဲ့ဌာနဆိုတာမေရခံမေလို့များရှိရတာဘာဖြစ်လို့လဲဆိုတော့ဒီအသွင်၈တွင်ကြောင့်ရောက်ခဲ့တာပဲဟုတ်လားကိနိုင်အသွင်ဘယ်နှသွင်နဲ့ရောက်ခဲ့တာလဲ၈တွင်နံပါတ်1အသွင်ဘာလဲလဲအဝိဇ္ဇာနဲ့တဏှာမူလနှစ်ပြဟုတ်လားကိနိုင်ဘာလဲလဲမူလနှစ်ပြဆိုတာဘာပြောတာလဲဟုတ်ပြီမူလဆိုတာကဘယ်လိုလဲအရင်အမြင့်ဟုတ်လားကိနိုင်ဘာသူရဲ့ရေတောင်းမြင့်ကြီးတယ်ယောဂီများဥစ္စမရရှိနေတဲ့ဘဝခန္ဓာရဲ့အဓိကရေတောင်းမြင့်ပဲဟုတ်လားအဲ့တော့ကျွန်တော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအရှင်အာနန္ဒာကလျှောက်ဘူးတယ်ဘုဒ္ဓကြည်တော်မူသောမြတ်စွာဘုရားဘုဒ္ဓကြည်တော်မူသောမြတ်စွာဘုရားတပည့်တော်တို့ဟောဒီဘဝခန္ဓာရဲ့အစကိုတပည့်တော်ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားသိတော်မူရင်တပည့်တော်သိပါရစေဘုရားတဲ့မြတ်စွာဘုရားလျှောက်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကจิตအာနန္ဒာတဲ့ဟောဒီလူတယောက်ချင်းတတ္တဝါဒီရဲ့ဘဝခန္ဓာရဲ့အစတော်ငါမသိဘဝခန္ဓာရဲ့ဖြစ်ကြောင်းကိုတော့ငါသိတဲ့จิตအာနန္ဒာဘဝခန္ဓာရဲ့ဖြစ်ကြောင်းကိုသိတယ်တဲ့အနမတကသန္တရာကဘဝတွေရရှိခဲ့ပြီအဲ့ဒီဘဝတွေကိုတော့ငါဘုရားရှင်ကိုယ်တော်မြတ်ကြီးတန်ပြည့်ညွတ်တော်ရှင်ရတော်မြတ်ကြီးနဲ့လိုက်တော်လည်းပဲရှာလို့မတွေ့ဘူးဘလောက်များခဲ့မလို့များဦးစင်မများဘူးလားများလိုက်တာရှင်သာအာနန္ဒာတယောက်ရဲ့ဘဝခန္ဓာတွေဘလောက်ရခဲ့တယ်တော့ငါဘုရားရှင်ကိုယ်တော်မြတ်ကြီးတန်ပြည့်ညွတ်တော်ရှင်ရတော်မြတ်ကြီးနဲ့ရှာရတော့မတွေ့ဘူးတဲ့ဘလောက်များတယ်ဆိုတာရှင်သာအာနန္ဒာငါဘုရားရှင်ကိုယ်တော်မြတ်ကြီးပြောမယ်တတ္တဝါတယောက်ရဲ့အယိုးတွေဟာအယိုးဖြစ်တဲ့တတ္တဝါအယိုးရှိတဲ့တတ္တဝါတွေဖြစ်ခဲ့တာတော့မှ၄ရက်စင်တောင်းလုံးပုံခဲ့ပြီပြီးသားမယ်တော့ခင်ဗျားတို့ခင်ဗျာဦးဇင်းများရဲ့ဘဝခန္ဓာယောဂီများရဲ့ဘဝခန္ဓာကြီးကအယိုးဘလောက်ပုံခဲ့ပြီလဲဘာကြောင့်လဲ၄ရက်စင်ဆိုတော့ဦးဇင်းတို့ယောဂီများရဲ့ဒါဦးဇင်းတို့အယိုးဖြစ်တဲ့တတ္တဝါကဲအယိုးမဖြစ်တဲ့တတ္တဝါတွေလည်းမရှိဘူးလားတီတို့ကျွတ်တို့လောက်တို့ဟုတ်လားပိုးလောက်လန်းတို့ဒါဦးဇင်းတို့ဘဝခန္ဓာတွေပဲနော်ယောဂီများရဲ့ကဲအယိုးမဖြစ်တဲ့တတ္တဝါတွေရောမဖြစ်ခဲ့ဘူးလားအခုအယိုးရှိတဲ့တတ္တဝါတွေတော့မယ်တော့ငါဘယ်လောက်လဲကဲမယ်တော့ခင်ဗျာဦးဇင်းများရရှိတဲ့ဘဝခန္ဓာအကြီးပြန်ပြီးတော့နှလုံးသွင်းကြည့်ရင်မယ်တော့ခင်ဗျာရရှိတဲ့ဘဝကြည်တယ်ကြောက်เสียမကောင်းဘူးလားအဲ့တော့၄ရက်စင်တောင်းလို့ပုံခဲ့တဲ့အယိုးတွေဒီဆင်းရဲခဲ့တာလားချမ်းသာခဲ့တာလားဟောဆင်းရဲလိုက်တာဟုတ်လားကိနာရဲ့ဘာဖြစ်လို့ဆင်းရဲတာလဲပူခဲ့နာခဲ့သိခဲ့တနည်းအားဖြင့်ပြောယောဂီများရှင်းရင်သိခဲ့ရလို့ဘာဖြစ်ရလို့လဲသိခဲ့ရပြီဆိုတော့မဆင်းရဲဘူးလားကဲသိတော့လည်းယနေ့ယောဂီများရိုးရိုးတန်းတန်းသိခဲ့ရတာလားဘယ်လိုသိခဲ့ရတာမရခင်ဗျာရိုးရိုးသိခဲ့တာလားကဲဘာလို့သိခဲ့တာလဲအကောင်းသိခဲ့တာလားအဆိုးသိခဲ့တာယေယောဂီများသိတဲ့တော့မှတို့အကောင်းသိခဲ့ရတာလားအဆိုးသိခဲ့ရတာဘာဖြစ်လို့အဆိုးသိခဲ့ဒီတရားမသိဘဲနဲ့သိခဲ့ရလို့အဆိုးသိခဲ့ရဆရာတော်ဘုရားကြီးပြောတဲ့စကားလုံးနဲ့ပြောသိခြင်းဆိုးနဲ့ဒါဦးဇင်းဟိုမော်ကျွန်းတရားစကားပဲတော့တော့အဲ့လိုပဲယောဂီတရားကြောင့်တော့ဖြစ်ဦးဇင်းကပလင်ပေါ်တက်အားလေအစိုးသေးရေကောင်းသေးယောဂီတွေဖေရဘောတန်တရာတခြားကယောဂီများဦးဇင်းများအစိုးသေးခဲ့တာလားအကောင်းသေးခဲ့တာလားအစိုးသေးခဲ့တာပါဗျာတဲ့ဒါဆိုယနေ့ယောဂီများဦးဇင်းများမှာသိခြင်းဆိုးနဲ့မသိခဲ့ရဘူးလားအဲ့ဒါဦးဇင်းပလင်ပေါ်တက်တယ်သိခြင်းဆိုးနဲ့သိရမယ်လို့သိခြင်းဆိုးနဲ့သိခဲ့တယ်လို့ပြောတော့အဲ့ဒါအောက်ကမေရိုးကြီးကဘာပြောလဲဆိုပလင်ပေါ်တက်ခံနေကြသိခြင်းဆိုးဘုန်းကြီးတက်လာပြီ
နေသူတို့ကျိန်သက်တယ်များအောင်းမိနေတာမသိဘူးဟုတ်လားမေတော်ကြီးများကဲပလင်ဘောကိုတော်လည်းပဲဘလို့သိခဲ့ရတာလဲတရားသိပြီးတော့သိခဲ့ရတာလားမေတော်ကြီးများတရားမသိဘဲနဲ့သိခဲ့ရတာလားတရားမသိဘဲနဲ့သိတဲ့ဘုန်းကြီးသိတော့ပါဗျာဘလို့သိမလဲပြောအမနာနဲ့ဘုန်းကြီးနဲ့အမနာနဲ့ဘလို့သိမလဲသိခြင်းဆိုနဲ့သိရမှာဒါဆိုရင်ယောဂီများဒီဘုန်းကြီးလေးအတိတ်ဘဝတန်ត្រာကတရားသိခဲ့တာလားမသိခဲ့တာလားသိခဲ့ပါဗျာဒါဆိုယောဂီတွေပြောတာမမှန်ဘူးလားဟုတ်လားမှန်တော့တဲ့ကသစ္စာသိခြင်းဆိုဘုန်းကြီးဟုတ်လားမလဲခဲ့မယ်လာမယ်မတော်ကြီးမပူနဲ့ဟုတ်လားဟုတ်လားအဲ့ဒါရေးရုံမှာဟုတ်ကဲ့အောက်ကနေပြီးတော့ဦးဇင်းမေတော်ကြီးဆရာလေးတွေလည်းပဲအတိတ်ဘဝတန်ត្រာကတရားသိပြီးသိတာလားတရားမသိပဲနဲ့သိတာဒါဆိုအောက်ကဆရာကြီးဆရာလေးတွေလည်းကြည်ပြောဟုတ်လားဟုတ်ပြီဒါဆိုအရှိရတခါကြီးတွေလည်းဘဝတန်ត្រာတခြားတော့တရားသိပြီးသိခဲ့တယ်လားတရားမသိပဲနဲ့သိခဲ့တာဒါဆိုအရှိရတခါကြီးတွေလည်းဟုတ်ပြီနော်အနောက်ကမေတော်ကြီးတွေလာပြီးတော့လည်းကြည်ဖြေနော်ဟုတ်လားအဲ့တော့မေတော်ကြီးအတေဘုရားတန်ត្រာတွေကမေတော်က4ရက်နဲ့4ရက်ဆင်းပြီးတော့အယိုးတွေတောင်းလို့ပုံခဲ့တာပြီအကောင်းသေးခဲ့တာလားအစိုးသေးခဲ့တာလားကြည်ကြည်လေးဖြေကြည့်အောင်ဘယ်လိုသေးခဲ့တာလဲသေခြင်းဆိုနဲ့မရလားသဘောပါရလားဒါဆိုဟောဒီပစ္စုပန်ဘဝခန္ဓာမရဘူးလားဒီပစ္စုပန်ခန္ဓာမှာလည်းယနေ့ရောက်ရင်အယိုးတွေမရှိဘူးလားရှိပါဗျာဒါဆိုယနေ့ရောက်ရင်ပစ္စုပန်မှာလည်းတရားမသိဘူးတူတူပြောသိမင်းကြအောင်ဟုတ်လားမလိုက်နဲ့ကဲဟောဒီပလင်ဘုံကဘုန်းကြီးနေယနေ့ရမှာတန်ဃာတော်အရှင်သူမြတ်တွေလည်းပဲဒီတရားမသိဘဲနဲ့သိရင်ဘလောက်ဘုံကံနေကြီးကြီးပါမယ်လို့ခင်ဗျာသဘောပေါက်ရလားဘလောက်ပြစည်းစိမ်ဥစ္စာတွေများပါစေဘလောက်ပြပညာတွေတက်ပါလိဒီတရားကိုနှလုံးမသွင်းတော့ဘူးဒီတရားကိုမသိဘူးဆိုရင်တော့ဟုတ်လားဘုန်းကြီးလည်းပဲဆရာကြီးဆရာလေးတွေလည်းပဲယနေ့မေတော်ကြီးခင်ဗျားတော်ကြီးများလည်းပဲသိခြင်းဆိုနဲ့ဧကံမုတ်ချသိရပါလိမ့်မယ်တချို့ကသိခြင်းဆိုသိတာကိုအယူလွဲတာရှိသေးတယ်အစိတ်တောက်တွေမှသိခြင်းဆိုသိတာလားဟုတ်ပါဘူးဗျာဟုတ်လားအစိတ်တောက်တွေမှမယ်တို့ကသိခြင်းဆိုသိတာလားဟုတ်ပါဘူးဆွဲချိုးချမ်းတွေမှသိခြင်းဆိုသိတာလားဟုတ်ပါဘူးယုံငန်းဖြတ်ပြီးတွေမှသိခြင်းဆိုသိတာလားအဲ့ဒါဦးဇင်းတို့ဗုဒ္ဓဘာသာတွေရဲ့အယူလွဲနေကြတချို့ကဦးဇင်းတို့တောတွေဆိုပို့ဆိုတယ်ဟာဘုလိုတော့အစိတ်တောက်ပြီးတော့ဘုလိုတော့လေးဖြတ်တော့သိခြင်းဆိုသိသွားပြီဟုတ်လားယောဂီများအဲ့ဒါသိချင်းစိုးမဟုတ်ဘူးနော်တရားမသိဘဲနဲ့နေတာမဲလာယောဂီများရှင်းရရှင်းရဒါကြောင့်မဲလို့ခင်ဗျတရားသိအောင်လုပ်တာဒါမြတ်စွာဘုရားဟောခဲ့တာနော်မဲလို့ခင်ဗျဒီရင်ပြောတာမဟုတ်ဘူးဘုရားကိုယ်စံပြောပေးတာမဲလာယောဂီများအဲ့ဒါတရားမသိဘဲနဲ့သိရင်သိချင်းစိုးပဲအဲ့ဒါမဲတော်ကြီးတွေခမဲတော်ကြီးတွေဟုတ်လားဆရာကြီးဆရာတရားသိအောင်လုပ်တာဟုတ်လားယောဂီများဒီတရားမသိရင်တော့ဘာဖြစ်လဲဘုန်းကြီးလည်းဆရာကြီးဆရာလေးတွေလည်းယောဂီကြီးတွေလည်းအဲ့ဒါပဲအခုမြတ်စွာဘုရားကပြောပြီလေရှင်သာအာနန္ဒာတဲ့ငါမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်တပ္ပိညုတရှင်ရှင်တော်မြတ်ကြီးနဲ့ဆင်ခြင်ကြည့်တယ်တဲ့တတ္တဝါတယောက်ရဲ့တယောက်အစရှာလို့မတွေ့ဘူးတဲ့ဘဝခန္ဓာဒါမှမဟုတ်အယိုးတွေ၄ရက်တဲ့၄ရက်စင်ဒါတွေမဲတော့မကဘူးရှင်သာအာနန္ဒာတွေးတွေကလည်းပဲတွေးတွေပြီးတွေမျက်ရည်တွေသမုဒ္ဒရာ၄စင်းမကကြာခဲ့ပြီတဲ့။အောင်းမလေးမေတော်ကြီးတွေနည်းနည်းလိုက်လာ။ဟမ်သမုဒ္ဒရာဘယ်လောက်လဲ။၄စင်းတဏ္ဍဝါတွေတယောက်တဦးရဲ့မျက်ရည်တွေကြာခဲ့ပြီယောဂီနာ။မကြခဲ့ဘူးလားကြခဲ့ပြီသားသေးတော့သမီးသေးတော့ခေမိုးသေးတော့မြီးသေးတော့မျက်ရည်ဟုတ်လားမျက်သေးတော့ကဲမကြဘူးလားအဲ့ဒီမျက်ရည်တွေဟာယနေ့ယောဂီများဦးစင်းများဟုတ်လားခန္ဓာဘယ်လောက်များခဲ့လဲဆိုတာသမုဒ္ဒရာ၄စင်းပါဖြစ်လဲကြခဲ့ပြီတဲ့ကဲယနေ့ယောဂီများနည်းနည်းလေးလားအများကြီးလား
จิตาอนันตงาพยาชิงกรเมียจิตตวะတို့ရဲ့အစတွေကိုရှာလိုက်တဲ့အခါမှာจิตာအနန္တအယုန်လည်းပဲလေးရတဲ့လေးရစီတောက်လို့ပုံခဲ့ပြီးပါပြီ။ဟာဒီမြေတော်မျက်ရည်တွေသွေးတွေပြည်တွေဟာလည်းပဲသမုဒ္ဒရာ40မကကြာခဲ့ပြီးပါပြီจิตာအနန္တတဲ့။ဒါပေမဲ့တတဝါတွေရဲ့ဖြည့်ချင်းအစကိုတော့ငါဖယားရှင်ကိုရမြတ်ကြီးဟုတ်လားဘောဓိပင်ကြီးမှာတပြည့်ညွတ်တာရှင်ရမြတ်ကြီးကိုမရခင်မှာရှာပြီးတော့တွေ့ခဲ့တယ်တဲ့အဲ့ဒါဘာလဲဆိုတော့တတဝါတွေဖြည့်ချင်းရဲ့အစကိုတော့ငါဖယားရှင်ကိုရမြတ်ကြီးရှာလို့တွေ့တယ်အဲ့ဒါကဘာလို့လဲဆိုတော့အဝိဇ္ဇာဟောဘာလို့လဲဗျာဒီနေ့ယောဂီများဦးဇင်းများမဲလို့ခင်ဗျတတဝါတွေဘဝရဲ့အစခန္ဓာရဲ့အစတွေကိုမတွေ့ခင်နဲ့ဘဝခန္ဓာရဲ့ဖြည့်ချင်းအစကိုတော့မြတ်စွာဘုရားမတွေ့ဘူးလားဘာလို့လဲအဝိဇ္ဇာတဲ့ဟုတ်လားယောဂီများပါတယ်လေအဝိဇ္ဇာဆိုတာယနေ့ယောဂီများသူတော်များဘာပြောတာလဲမေးရင်ဘာတွေမသိတာလဲဘာမသိတာလဲသစ္စာ၄ပါးဒုက္ခသမုဒယနိရောဓမဂ္ဂအမှန်တရားတွေကိုမသိတာအဝိဇ္ဇာဟုတ်လားပဋိစ္စသမုပ္ပါပဋိစ္စအကြောင်းတရားကိုမသိတာသမုပ္ပါအကျိုးတရားကိုမသိတာပရိစ္ဆသမုပ္ပါအကြောင်းအကျိုးကိုမသိတာကဲနည်းနည်းလေးလားအများကြီးဟုတ်လားဒါတွေမကသေးဘူးတဲ့မေတော်ကြီးခင်ဗျားတို့ကြီးများသိထားတာကအဝိဇ္ဇာဆိုတာဟုတ်လားသစ္စာလေးပါမသိတာခန္ဓာရဲ့ခန္ဓာအကြောင်းမသိတာအကြောင်းအကျိုးမသိတာခန္ဓာရဲ့ပရိစ္ဆသမုပ္ပါကိုမသိတာအဝိဇ္ဇာဒါတွေမင်းလားဆိုတော့မကသေးဘူးနော်မေတော်ခင်ဗျာနော်ဖတ်ထားတော့မယ်လို့ခင်ဗျာကာမတက္ကတသမ္မာဒိဋ္ဌိဆိုတဲ့ကံရဲ့အကျိုးပေါ်မှာမသိလာခဲ့တာလေအဝိဇ္ဇာဟုတ်လားပြန်မှတ်ထားတော့အဝိဇ္ဇာကြောက်เสียမကောင်းဘူးလားနောက်တစ်ခါမယ်လို့ခင်ဗျာနာမရူပပရိစေဒဆိုတဲ့ယုတ်နံဒီပေါ်မှာမသိတာလည်းပဲကဲကြောက်เสียမကောင်းဘူးလားနော်ယောဂီများရဲ့ဒါကြောင့်မလို့ဦးဇင်းတို့မယ်လို့ခင်ဗျာအဝိဇ္ဇာဆိုတာကတော့ဦးဇင်းတို့ပြောလိုက်တာတော့မသိတာပဲဒါပေမဲ့ဒီနေရာမှာဦးဇင်းဘာတွေမသိရမှာဘာတွေမသိခဲ့တာလဲဆိုတာကိုမယ်လို့ခင်ဗျာမသိရမှာလားသိရမှာလားသိရမှာအဝိဇ္ဇာဆိုတာကြောက်เสียမကောင်းဘူးလားနောက်တစ်ခါမယ်လို့ခင်ဗျာမှတ်တာပစ္စယပရိက္ခဟလို့ဆိုတဲ့ပရိစ္ဆေအကြောင်းအကျိုးပေါ်မှာမရှိခဲ့တာလည်းပဲအဝိဇ္ဇာတဲ့ယနေ့ယောဂီများဟုတ်လားဘယ်နှချက်ရှိပြီလဲဘယ်နှချက်ရှိပြီလဲနော်နောက်ပိုင်းဦးဇင်းတို့အပေါင်း50လို့ခေါ်တာပေါ့ဟုတ်လားစာမှာတော့ဘာနဲ့ဆင်းလဲအခုတကဒါသစ္စာ၄ပါးဒါယောဂီများနာနေကြတရားဟောနေကြတရားသစ္စာ၄ပါးတရားပေါ်မှာမသိတာအဝိဇ္ဇာအဲ့တော့မသိဘူးလားနောက်တကမဲတော့ဘာဖြစ်လဲအကြောင်းတရားပေါ်မှာမသိတာအကျိုးတရားပေါ်မှာမသိတာတန်ត្រာရဲ့အရှင်းဆုံးအနောက်ဆုံးကိုမသိတာအဝိဇ္ဇာဟုတ်လားပဋိစ္စသမုပ္ပါအကြောင်းအကျိုးမသိတာအဝိဇ္ဇာဒါကမသိခြင်း၈ချက်ဘယ်နှချက်လဲ၈ချက်ဒါတွေမဲလားဆိုတော့ဦးဇင်းတို့ယောဂီများသောအားဖြင့်မဲလို့ခံမဲလို့များသိထားတာကဒီ၈ချက်ပဲသိထားတာဒီထဲကျတော့မကဘူးတဲ့မဲလို့များအခုလည်းကကံရဲ့အကျိုးပေါ်မှာမယုံကြည်အောင်ထုံထားတာအဝိဇ္ဇာဟုတ်လားဒီမှာဗါတယ်လေကံရဲ့အကျိုးပေါ်မှာဟုတ်လားဒီမှာဒီယောဂီများဆိုတာအတိတ်ကအကြောင်းတရားကံနေဆိုတာမရှိဘူးလားဟောဒီပြစ္ဆုတ်ပံမှာလည်းပဲအကြောင်းတရားကံနေဆိုတာမရှိဘူးလားအဲ့ဒီကံရဲ့အကြောင်းတရားနဲ့ဒီကံရဲ့အကြောင်းတရားအကျိုးပေးမယ်ကံမရှိဘူးလားကံရဲ့အကြောင်းတရားဆိုတာမရှိဘူးလားကံရဲ့အကျိုးတရားဆိုတာမရှိဘူးလားရှိတယ်ဟုတ်လားယောဂီများဦးဇင်းများမှာဟောဒီနိဗ္ဗာန်ကိုမရမချင်းမှာဘယ်လိုဖြစ်မလို့ဦးဇင်းများမှာကံရဲ့အလုပ်တွေမလုပ်ကြတာလားလုပ်ကြတာမလုပ်ကြတာလားလုပ်ကြတာလားလုပ်ကြတာဒီနိဗ္ဗာန်ကိုမရမချင်းဒီတန်ត្រာကြီးကမလွတ်မချင်းယောဂီများဦးဇင်းများကံလုပ်တယ်မလုပ်တော့မှာလားလုပ်တော့မှာကဲတန်ត្រာကလည်းပဲကံလုပ်တယ်လုပ်ခဲ့တာလားဉာဏ်လုပ်တယ်လုပ်ခဲ့တာကံလုပ်တယ်ဟောအခုပြစ္ဆုတ်ပံမှာလည်းပဲယနေ့ယောဂီများဉာဏ်လုပ်နဲ့ကံလုပ်ပဲရများလေဟုတ်တယ်နော်မတော်ခင်ဗျာကံလို့မများဘူးလားများတယ်ဒါဆိုဒီနေ့ယောဂီများဦးဇင်းများဗုဒ္ဓဘာသာတွေမှာအဲ့ဒါအတိတ်ဘဝတန်ត្រာကလည်းပဲဒီကံလို့တွေလောက်ခဲ့တယ်ကံလို့တွေလောက်ခဲ့လို့မတော်ခင်ဗျာဦးဇင်းများဒီဘဝမှာကံနေအကျိုးမပေးနေတာလားပေးနေတာဟောဒီပြစ္ဆုတ်ပံမှာဒီကံတွေလောက်ရင်လည်းပဲဟုတ်လားဒီပြစ္ဆုတ်ပံမှာအကျိုးပေးတဲ့ကံရှိတယ်လို့တန်ត្រာမှာလိုက်ပြီးတော့အကျိုးပေးတဲ့ကံဟောမရှိဘူးလားမရှိဘူးလားဒါကြောင့်မို့ညီမတို့ခင်ဗျာအတိတ်ဘဝတန်ត្រာတုန်းကလည်းပဲကံရဲ့အကျိုးပေါ်
ပေါ်မှာမယုံကြည်အောင်ဖုံးထားတာပဲလေငါတို့ကောင်းတာတွေလုပ်ရင်ကောင်းကျိုးပြီးမယ်ဟုတ်လားမလားပြင်ရတယ်လားကောင်းတဲ့ကံလုပ်ရင်မကောင်းတဲ့ကံလုပ်ရင်မကောင်းတဲ့ကံအကျိုးပေးမှာဒါအချင်းတွေပဲပြည့်လို့လွတ်ရလားအဲ့ဒါကံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားချင်သားတို့တဲ့ဘိက္ခွေငါယင်ချင်သားတို့ကံနဲ့ပတ်သက်ပြီးတော့ငါဘုရားရှင်ကိုရောမြတ်ကြီးပြောမယ်ဟောဒီမိမိရဲ့ဟောဒီခန္ဓာရဲ့အနောက်ကိုတဲ့ဟောဒီမိမိခန္ဓာရဲ့အနောက်ကိုအရေးကြီးနောက်ကလိုက်ပြီးတကယ်တော့နောချီယာနောက်ကိုလဲပြီးကြီးနောက်ကလိုက်ပြီးတကယ်တော့မိမိပြုလုပ်တဲ့ကောင်းတဲ့ကံတွေဖြစ်စေမကောင်းတဲ့ကံတွေဖြစ်စေဟောဒီကံတွေဒီမိမိတို့ရဲ့နောက်ကိုအမြဲတမ်းထက်ချက်မှာကွာလိုက်ပြီးတော့အကျိုးပေးနေမယ်ခြေသားတို့ဟုတ်လားယုံကြည်များအကျိုးမပေးမှာလားပေးမှာလားအကျိုးပေးမှာဟုတ်လားယုံကြည်များအဲ့တော့မိမိလည်းလုပ်တဲ့ကံတွေပေါ်မှာမူမတည်ဘူးလားမူတည်ဒါကြောင့်မလို့ကံရဲ့အကျိုးပေါ်မှာလည်းပဲယုံကြည်ရမယ်ဒါဆိုမဲ့တို့ပြောဆိုတော့အတိတ်တုန်းကကံရဲ့အကျိုးမှာယုံကြည်ခဲ့လားမယုံကြည်ခဲ့ဘူးလေရှင်းရလားအခုပြစ္ဆုတ်ပံမှာတော့မှယနေ့တချို့မယုံကြည်တာတွေအများကြီးရှိသေးတာပဲမရှိဘူးလားအဲ့ဒါကြောင့်ငါလှုပ်လို့ငါရတာပဲဟုတ်လားအတိတ်ကကံရဲ့အထောက်ပံ့နေအများကြီးမရှိနေဘူးလားပြစ္ဆုတ်ပံမှာမေတို့သမီးတို့ဥစဉ်ကံရဲ့အထောက်ပံ့နေအများကြီးမရှိနေဘူးလားဒီမေတို့သမီးတို့အခုမှညံလှုပ်တာဒီမှာ9ရက်က2ရက်ပဲရှိသေးတာဟုတ်လားကဲအိမ်မှာတွေတော့မေတို့ညဘာလှုပ်နေလဲကံနေပြီဟုတ်တယ်မလားမေတို့သမီးများအဲ့ဒါမျက်စိနှလုံးပွင့်နေရညံလှုပ်တာလားကံလှုပ်တာလားကံပဲဒီနေရာမှာမေတို့သမီးရွေးရမှာကဟုတ်လားငါတို့လှုပ်တဲ့အလုပ်ကကောင်းတဲ့ကံလားဒါရွေးရရမယ်နော်ငါတို့လှုပ်တဲ့အလုပ်ကမကောင်းတဲ့ကံလားဆိုတာကိုရွေးရမှာဟုတ်လားမကောင်းတဲ့ကံလုံးပြီးရင်အကျိုးမပေးမှလားပေးမှလားကောင်းတဲ့ကံလုံးပြီးရင်အဲ့တော့မေရုခံမဲ့တဲ့ဦးစင်းများတို့ကဘောခန္ဓာဆိုတာလူဘဝဆိုတာခန္ဓာလေးလာဖြစ်ရတာဟုတ်လားအဲ့တော့တို့ကကောင်းတဲ့ကံနဲ့မကောင်းတဲ့ကံပဲရလုပ်မယ်မလုပ်မှလည်းကောင်းတဲ့ကံကိုမလုံးမရအောင်မကြိုးစားမှလားကြိုးစားမယ်မကောင်းတဲ့စိတ်ဆိုတာယနေ့ရမစိတ်စီအမြဲတမ်းဦးစင်းမနက်ကပြောခဲ့ပါတယ်အမြဲတမ်းဒီစိတ်ကအာယုံနောက်ကိုလိုက်နေတဲ့စိတ်ဟုတ်လားအာယုံနောက်ကိုလိုက်တန်းမှလည်းအနောက်ကယနေ့ရမြန်ကောင်းတဲ့စိတ်ကလိုက်နေတယ်လားမကောင်းတဲ့စိတ်ကလိုက်နေတယ်မကောင်းတဲ့အာယုံကလိုက်နေတယ်လားကောင်းတဲ့အာယုံနောက်ကိုလိုက်နေတယ်လားဒါမကောင်းပါဘူးဆိုတာကိုမှသူကလိုက်နေတာမဲလားရှင်းရလားအဲ့ဒါကိုဦးဇင်းတို့မေရောခေဗရီနဲ့တတိထားဟုတ်လားဒီနိုင်မလုပ်ထားမလဲတတိထားမယ်မေရောခေဗရီဟုတ်လားတတိထားမှလည်းပဲရင်အိုးဒါငါလုံးလိုက်တာမကောင်းဘူးဟုတ်လားဒီနိုင်မကောင်းဘူးဆိုရင်တော့ဘာလုပ်ရတာမလဲရက်လိုက်တော့ကောင်းတာကိုအာယုံပြုတ်ရမယ်ဟုတ်လားဒီနိုင်ကိုတွေးလိုက်တယ်အရင်ဆုံးရုံနဲ့တွေးပြီးတော့မှမလုပ်တာလားလုပ်တာမတွေးဘူးလားဘယ်သူကတွေးတာလဲစိတ်ကတွေးတာဟုတ်တယ်မလားစိတ်ပြီးနဲ့တွေးပြီးတော့မှလှုပ်ရှားရှိရင်လှုပ်လိုက်တယ်ပြောစရာရှိရင်ပြောလိုက်တယ်ဟုတ်လားခင်ဗျာအဲ့တော့ခုကတွေးတဲ့နေရာလေးမှာအရေးကြီးတယ်ကိုတွေးနေတဲ့အချိန်မှာဘယ်သူမှမသိဘူးသိလားမယ်လို့ခင်ဗျာဒကာကြီးတို့မယ်လို့ခင်ဗျာကြီးရဲ့ခင်မုန်းတယ်လည်းမသိဘူးဒကမာကြီးတွေလည်းမသိဘူးမိတွေမြစ်တွေလည်းမသိဘူးကိုကကိုတွေးနေတာဟုတ်လားမတွေ့ဘူးလားတွေးနေတယ်အဲ့ဒီတွေးနေတဲ့အချိန်လေးမှာကိုမကောင်းတာတွေးမိရင်ပယ်လိုက်ဘာလို့ရမလဲဟောငါမကောင်းတာတွေးနေပါလားမကောင်းတာတွေးပြီဆိုတော့ငါမကောင်းတာလုပ်တော့မယ်ဟုတ်လားယောဂီများရှင်းရလားမကောင်းတာတွေးပြီးတာနဲ့မေတော့ခင်ဗျာဘာလို့တော့မှလဲလုံးရင်လုံးမယ်ပြောရင်ပြောတော့မယ်အဲ့တော့တွေးတဲ့နေရာမှာအရေးကြီးတယ်နံပါတ်1ပါလဲတွေးတဲ့နေရာမှာဘယ်သူကတွေးတာလဲစိတ်ကတွေးတာဟုတ်လားခင်ဗျာသဘောပေါက်ရဲ့လားမျက်စိနှလုံးပွင့်နေရမယ်တော့ခင်ဗျာစဉ်းစားကြည့်နော်မနေ့ကမေတော့ခင်ဗျာမောင်းမခောက်ဘူးလားနှုတ်ကမဖွင့်ဘူးလားကဲဘာတွေးလိုက်လဲဒီပါတရားဟောငါတို့ဒီဟာအထောက်ရမယ်အချိန်ရောက်ပြီကဲဘယ်သူကတွေးရလဲထားကြဟေးဘယ်သူကပြောတာလဲပါဇက်ကပြောတာပါလောက်ကပြောတာလေမယ်တော်ကြီးရဲ့ဘယ်သူကပြောတာလဲအဲ့တော့မနှိုးတဲ့လူကဘာလုပ်တယ်မလုပ်ဘူးလားဘာလုပ်လဲဟုတ်လားကဲဒီရင်းယောဂီများကိုယ်နဲ့လည်းကုသိုလ်မရဘူးလားနှုတ်နဲ့လည်းကုသိုလ်မရဘူးလားစိတ်ကတွေးလိုက်နေရလည်းပဲကုသိုလ်မဖြစ်သွားဘူးကဲအိမ်မှာကြတော့ဟမ်
စပြီးတော့နိုးလိုက်တယ်ဘာနဲ့တူးလိုက်တာလဲဟောဈေးအောင်မယ်တော်ကြီးများကလည်းဈေးအောင်မယ်ဟုတ်လားအလေးတော့မကိုးပါနဲ့အဲ့ဒါမင်းကမြေမတွေးတာလားတွေးတာလားတွေ့ရတဲ့ဒီနေရာလေးမှာနိုးတဲ့အချိန်လေးမှာအတွေးလေးပေါ့မင်းတို့ဩငါဟုတ်လားနိုးတဲ့အချိန်လေးမှာငါဖះရှင်ကနေပန်းချင်းပြီးဟုတ်လားဒီကျန်းနေကြမှာပါလားနာဂတိကလေးခံမှာပါလားတရားဝတွေကငါမေတ္တာပွားမှာပါလားမကောင်းဘူးလားဒါပေမဲ့လူတိုင်းမှာမတော်များအဲ့ဒီကံကိုတွေးရလားမတွေးဘူးဘာလုပ်ရမလဲဘာကန်ရမလဲဘာစားရမလဲဟုတ်လားမတော်ခင်ဗျာဒါကြောင့်မို့ဦးဇင်းမတော်ခင်ဗျာတွေးနည်းလေပဲကံအလုပ်မှာအရေးဆုံးဘာရစားအတွေးရစားဘာရစားတာလဲပဋ္ဌာန်းတော့မတော်ခင်ဗျာဘယ်သူကတွေးတာလဲစိတ်ကတွေးတာအဲ့တော့တွေးတဲ့အချိန်မှာခုနကဒီယောဂီမဒီအဝိဇ္ဇာအမောင်ကဖုံးလိုက်တော့မကောင်းတာပဲတွေးတယ်မကောင်းတာပဲပြောတယ်မကောင်းတာပဲလုပ်လိုက်တော့အဲ့ဒါအကျိုးပေးမဲ့ကံရလည်းပဲမကောင်းတဲ့ဘဝတွေပဲအကျိုးပေးတာဟုတ်လားဒီနိုင်ရှင်းရလားကြည့်ဒီနေ့ဆိုင်မယ်တော့ခင်ဗျာတို့ဘာတွေးကြမလဲကောင်းတာတွေးပြီးရင်ကောင်းတာလုပ်မယ်ကောင်းတာပြောမယ်ဟုတ်လားယုတ်ကိများကြီးရှင်းရလားကြည့်မယ်တော့ခင်ဗျာကြည့်ဒီအခုရိတ်နာကိုရောက်လာတယ်ဘယ်သူကစတာလဲဟောငါသစ္စာလေးအောင်ကြောင်းတက်ကြီးကုသနာဝဒတိငါတို့သွားပြီးတော့တရားအထောက်အောင်မယ်ဘယ်သူကတွေးတာလဲအေးလာကြရေးငါတို့မသွားတရားအထောက်ကြဘယ်သူကပြောတာလဲနှုတ်ကပြောတာပါဇက်ကဘယ်သူကပြောတာလဲကဲလာကြရေးတို့အထုပ်လေးတွေဆွဲပြီးတော့ကြအောင်ဟမ်ဘယ်ကပြောကိုနဲ့အထုပ်တွေမယူလာဘူးလားဘယ်သူနဲ့ယူလာတာလဲဟုတ်လားအဲ့ဒါရတဲ့ကကိုလို့စိတ်တုံးကကုသိုလ်မရသွားဘူးလားအဲ့တော့ဦးဇင်းတို့ရရှိကြတဲ့ဘဝခန္ဓာကိုလည်းပဲမဲတော့ကပြောချင်တာကကိုလို့စိတ်တုံးပါးလေးနဲ့ကုသိုလ်တရားတွေနဲ့လူတိုင်းမှာနေနိုင်ရင်မကောင်းလားကောင်းပါဗျာဒါမှမဟုတ်မနေနိုင်ကြဘူးဟုတ်လားယောဂီများနေနိုင်ရလားမနေနိုင်ဘူးဘယ်တော့ခင်ဗျဘယ်နေနိုင်မဟုတ်ဒီအနမတကတန်တရာကထုံးလာတဲ့အဝိဇ္ဇာဘယ်လိုကြောင့်လဲအဝိဇ္ဇာကြောင့်ဒါကြောင့်မြတ်စွာဘုရားသင်္သာအနန္ဒာတဲ့တတဝါတွေရဲ့တယောက်ချင်းတူးချင်းရဲ့ဟုတ်လားယောဂီများဘဝခန္ဓာတွေကိုတော့ငါရှာလို့မတွေ့ငါရှာလို့တွေ့တဲ့ဖြစ်တဲ့ခန္ဓာရာကြောင့်ဖြစ်ခြင်းအကြောင်းတရားကိုတော့ငါရှာလို့တွေ့တယ်အဲ့ဒါအဝိဇ္ဇာပဲကွာမှန်ပါဗျာနောက်ဆုံးမြတ်စွာဘုရားဘယ်လိုသွားတွေ့ဗမာတွေ့တာလေဘောဓိပင်ကြီးပါယနေ့ယောဂီများဗမာတွေ့တာလေဘောဓိပင်ကြီးရဲ့အောက်မှာမြတ်စွာဘုရားဟုတ်လားယောဂီများရှုမှတ်ပွားများနေယနေ့ယောဂီများလိုပဲမြတ်စွာဘုရားရဲ့ဘောဓိပင်ကြီးမှာဘုရားစတဲ့အာနာပါနကစတာဘုရားစတာလေဟုတ်လားဘုရားစတာလေအာနာပါနဝင်လေထွက်လေမှန်းပြီးတော့ဟုတ်လားယောဂီများဉာဏ်လေးအစစ်စစ်မရသွားဘူးလားကဲညာဥယျာမှာဘာဉာဏ်ရပုပ္ပေနိဝါဒနုတ္တိဉာဏ်ကိုမရဘူးလားဘုရားစတာလေအာနာပါနကဟုတ်လားဘုရားဆရာလေအာနာဘောဓိပင်ကြီးရဲ့အောက်ပါလေဒါဘုဒ္ဓတာလေဟုတ်လားဒီများအဲ့ဒါယနေ့ရောအဲ့ဒီရှုမှန်းပြီးတော့ပုပ္ပနိဝန္တနုတ္တိဉာဏ်ကရှေ့ကဘာပေါင်းမြောင်များစွာကဖြစ်ခဲ့တဲ့ဘဝခန္ဓာတွေကိုမြင်နိုင်တယ်နောက်ကဘာမှာဖြစ်မဲ့ဘဝခန္ဓာတွေကိုမြင်နိုင်တဲ့စွမ်းအားကြီးဉာဏ်ကြီးအဲ့ဒါဘယ်ရတာလဲအာနာပါနကရတာဘယ်ရတာလဲဝင်လေထွက်လေမှတ်ချင်းနဲ့တမာရီတွေအစစ်စစ်တက်ပြီးတော့ဟုတ်လားယုတ်ကြီးများကြီးမရသွားတာလားရသွားတာလားရသွားတာအဲ့ဒီကနေဆက်ပြီးတော့မြတ်စွာဘုရားလောင်းကြီးဆက်ပြီးတော့ရှုတာဘုရားလောင်းပဲရှိသေးတာဘုရားဘာလောင်းလဲဘုရားမဖြစ်သေးဘူးဘောဓိပင်ကြီးအောင်ပါတရားဆက်ပြီးတော့အာထုတ်တော့ဒါကြောင့်မလို့ယနေ့ယောဂီများနော်အမှတ်ထားတော့ဘုရားဖြစ်ခြင်းရဲ့အစအာနာပါနကမှတ်ထားဘယ်ရလဲဘုရားဖြစ်ခြင်းရဲ့အစအာနာပါနကယနေ့ဘယ်ဘုရားမှမလုပ်ဘူးအာနာပါနဟုတ်လားအဲ့တော့ဟောတကောင်းရန်ကြတော့ဘာဖြစ်လဲဒိဗ္ဗစကုဉဏ်တဲ့ဘာဉဏ်ရဘာဉဏ်ရလဲနတ်မျက်စိကဲ့သို့ယောဂီများရဲ့ခန္ဓာထဲမှာစိတ်ဖြစ်နေတာကိုထိုးထွင်းပြီးတော့သိနိုင်တဲ့ဉာဏ်ဟုတ်လားဦးဇင်းတို့ကတော့အဲ့လိုမရဘူးဦးဇင်းယောဂီတွေကိုအာရုံပြုပြီးတော့ကြည့်ကျင်တယ်တရားထိုင်နေဘယ်လိုရောက်နေလဲအိမ်များရောက်နေလားဒီစိတ်တွေဟုတ်လားယောဂီများကြည့်ကျင်တာနော်ဟုတ်လားမနေ့ကတော့ဦးဇင်းဈေးညာလေးရှောင်းပြီးတော့အလုပ်ပေးပြောတယ်ဟောမေတော်ခံမဲ့ကြီးဟုတ်လားကြည့်နေတချို့ကလည်းကိုကလည်းရှိနေတဲ့အခါကျတော့ဟိုလှုပ်ချင်တယ်ရွာချင်တယ်ဒါမှမဟုတ်မရဘူးလေပြောပေးရရတာလေဟုတ်လားမနေ့ကညမလှုပ်ချင်ဘူးလားမလို့ငါပြောင်းချင်လိုက်တာနော်
ထောင်နဲ့ဖုံးရလဲအနာမရှိဟုတ်တယ်မလားဒါဦးဇင်းကကြုံခဲ့ဘူးတာတရားအားစားပြီးအခုမှအားထုတ်တဲ့မယ်တော်ကြီးတို့ပို့ဆိုးတယ်ဟုတ်လားဦးဇင်းတို့လည်းအဲ့လိုပဲဟိုမှဒီတော့နောက်တော့သင်္ကန်းတက်ဦးဇင်းတို့အဲ့လိုပဲထိုင်ခါစားမှာချက်ချင်းအထုတ်သွားပြီးမြင်တာယနေ့ရုံတရားထိုင်မယ်အထုတ်ပြီးမြင်တာပြေးကျင်တာဟုတ်လားဒါအမှန်တရားပြောတာနော်မယ်တော်ခင်ဗျဟိုတခါကျစိတ်ထဲမှာငါလာမိတာတော့မှားပြီယောဂီများပြောတာမဟုတ်ဘူးနော်ကိုမကိုပြောနေတာဟုတ်ဦးစင်းပြောတာမယ်တော်ကြီးမပါပါဘူးဆိုမှဦးစင်းပြေးကျင်တာကိုပြောတာဟုတ်လားအဲ့အထုပ်ကိုတစ်နေ့ကိုဘယ်လောက်ခါလောက်ကြည့်လဲ3ရက်မြောက်လောက်ကြည့်ရုပ်ကြီးများမယ်တော်ကြီးမှတ်တာ3ရက်မြောက်4ရက်မြောက်လောက်ထိဦးစင်းအထုပ်ကိုဟုတ်လားမျက်စောင်းထိုးတာပြေးကျင်တာဟုတ်လားခင်ဗျမျက်စောင်းထိုးပြီးမျက်စိကလည်းမဖွင့်ရဘူးအနားမှာအခုလိုပဲဆရာတော်ကလမ်းလျှောက်ပြေးနေတယ်ဒါမှမဟုတ်အာယုံနဲ့ထိုးနေတာဘာနဲ့ထိုးနေတာလဲဟုတ်လားမကြံစည်နေတာအဲ့တော့ဆရာတော်ဘုရားများကျေးဇူးမယ်တော့ခင်ဗျအဲ့လိုဦးဇင်းတို့ပြောပေးနေလုပ်ပေးနေတဲ့အခါကျတော့ခုနကတမာရီကတဖြည်းဖြည်းနဲ့ရလာတာပြောင်းကျင်တယ်ငါဆရာရှိနေပါလားရွှေကျင်တယ်ငါဆရာရှိနေပါလားတဖြည်းဖြည်းနဲ့အဲ့ဒါကအဲ့ဒီဝေဒနာကတဖြည်းဖြည်းနဲ့ဘာဖြစ်သွားလဲဆိုတော့ယနေ့ကမြရော့သွားတာလေမရှိဘူးလားအဲ့ဒီလိုတမာရီကသွားပြီးတော့နောက်ကြတော့ယနေ့ယောဂီများ9ရက်မြောက်6ရက်မြောက်ကို10ရက်ပြည့်တဲ့ဒီပြန်ခြင်းပါဆိုလို့တောင်မပြန်ခြင်းတော့ဘူးတချို့ယောဂီတွေကြတော့ဦးဇင်းတို့သင်တန်းမှာ10ရက်ဦးဇင်းတို့ယောဂီတွေပါတာတော့မယ်လို့ခင်ဗျတချို့ကြတော့မယ်လို့ခင်ဗျဘာလို့မြဲဆိုတာဟိုမှာဒိဋ္ဌိပြုတ်တွေနဲ့နာထားတယ်သစ္စာဆိုင်တွေနဲ့နာကိုတိုင်းနဲ့အားထုတ်တယ်မနဲ့မိုးလင်းအထိမနေနိုင်ဘူးဟုတ်လားနေနိုင်ရဲ့လားဟုတ်လားမနေ့ကျရင်အာရုံစားပြီးတော့ဘာလုပ်မလဲကဲမနေ့ညလည်းပဲ9ရက်ပြင်အာရုံစားမပြန်ရမှာလားပြန်မှာအဲ့တော့မနေ့ပြင်ကကိုလာကြိုဖို့အတွက်ဖုံးကြိုမဆက်တာလားဆက်တာဟုတ်လားဆက်တယ်နော်အဲ့တော့နောက်ကျရင်ဘာဖြစ်လဲအရင်လူတွေလာကြိုလို့နောက်ကျရင်ဘာပြောလဲဟမ်ဟိုမှာရိတ်တာအတွက်လို့ရှိတဲ့ဒေါသတွေဖြစ်နေပြီဒီကလေးတွေကြာနောက်ကျလိုက်တာဟုတ်တော့မှလူများပြန်ကုန်ပြီငါမပြန်ရဘူးဟုတ်လားရိတ်တာဖြစ်တဲ့ဆိုထွက်တဲ့ဆိုဘာဖြစ်သွားလဲဒေါသဖြစ်သွားတာအမှန်တန်ကြောက်ဖို့ကောင်းတယ်ဟုတ်လားယောဂီများရှင်းရလားသဘောပေါက်ရလားအဲ့ဒါယနေ့ယောဂီများတော့ဒီအဝိဇ္ဇာကြောက်เสียမကောင်းဘူးလားချက်ချင်းဖုံးသွားတာဘာဖြစ်သွားတာလဲအခုမြတ်စွာဘုရားကဘာပြောလဲကံရဲ့အကျိုးပေါ်မှာမယုံကြည်အောင်လည်းပဲဘယ်လိုခေါင်းတာလဲအဝိဇ္ဇာဟုတ်လားယောဂီများယောဂီများကတော့အခုတရားနာတဲ့ကမသိရဘူးလားဒါကတော့ကုသိုလ်ပဲဒါကတော့အကုသိုလ်ပဲဆိုတာလေးကိုသိသွားပြီဆိုရင်ပဲယနေ့ယောဂီများကတရားအထောက်အတာအထောက်အကျိုးမနဲ့ဘူးလားကဲသိထားရင်ပယ်လို့မရဘူးလားအကုသိုလ်ဒီအကုသိုလ်အကျိုးမပေးမှလားပေးမှလားကုသိုလ်ကလည်းပဲကုသိုလ်အကျိုးပေးမှမပေးမှလားပေးမှလားကဲပါဏာတိပါဒကံစသူရာမေရယကံဆိုယနေ့ယောဂီများကံ၅ပါးကျိုးလို့ကုသိုလ်လားအကုသိုလ်လားကဲအကုသိုလ်ကံကတော့မကျိုးလို့ဘူးဆိုရင်ကုသိုလ်မဖြစ်မှလားဖြစ်မှာရှိရလားဒါကခုနကအကုသိုလ်ကံအကျိုးမပေးမှလားပေးမှလားပေးမယ်ကုသိုလ်ကံလည်းပဲကုသိုလ်ကံအကျိုးမပေးမှလားပေးမှာဒါကြောင့်မြတ်စွာဘုရားချက်တာတဲ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိကိုပါဠိလိုကံရဲ့အကျိုးပေါ်မှာမယုံကြည်အောင်ဖုံးတာလည်းပဲအဝိဇ္ဇာဟုတ်လားဒါကမယ်တော့ခင်ဗျာဦးဇင်းကအချိန်ရသည့်အချိန်လေးကိုပြောပြခဲ့တာနော်မယ်တော့ခင်ဗျာနောက်ရက်ဒီမှာဦးဇင်းနဲ့ညီတော်ထပ်ပြီးတော့ရှင်းပေးမှာပါဟုတ်လားယောဂီများကျုံတဲ့အခါလေးကျေးဇူးဆက်ခွင့်ရတဲ့အချိန်လေးဆက်သွားတာဦးဇင်းကဒီတရားဟောပြီးတာနဲ့9နာရီထိုးတာနဲ့ဦးဇင်းပြန်ပြီးတော့17နာရီထိုးတမားတော်နဲ့ချိန်တာနဲ့ပြန်ပြနော်ယောဂီများအဲ့ဒါဘောဝခန္ဓာကြီးရဲ့ကြောက်เสียမကောင်းဘူးလားကောင်းတယ်နော်ညနေကျရင်လည်းဦးဇင်းအချိန်ရရင်တော့ကြွလာပြီမယ်နော်တယ်ခင်ဗျာနော်ညနေ3နာရီခွဲ4ခွဲအချိန်လေးကျရင်ပြန်ကြွလာပြီမယ်နော်ဦးဇင်းကလည်းအဲ့လိုဦးဇင်းပလင်မတက်နေရပြီဆိုဦးဇင်းယောဂဘာဖြစ်ဖြစ်ဦးဇင်းကတခါတည်းကိုတို့ကလှူထားတာဒီခန္ဓာကြီးကိုဒါတော့ဦးဇင်းတို့ညီတော်နောင်တော်ဆွတ်သွားတယ်ဟိုဘက်ဆိုဦးဇင်းတကြောလုံးဆွတ်သွားတာအချမ်းမနာအဲ့ဒါဦးဇင်းယောဂဖြစ်နေတယ်သူ့မသူမင်းလုံးခန္ဓာရဲ့အလုပ်လေဟုတ်လားယူဝေဒနာခန္ဓာဘာခန္ဓာလဲဝေဒနာဖြစ်မယ်လို့မြတ်စွာဘုရားမပြောဘူးလားဟုတ်လားခန္ဓာကဝေဒနာကမင်းလုံးဟုတ်လားဦးဇင်းလုံးရမယ်အလုပ်ကဦးဇင်းတရားဓမ္မကြီးတွေတတဝါတွေကိုကဲမယ်ပလင်ပေါ်မှာတေရင်တော့ဆွဲချမှာပဲလို့ဟုတ်လားကဲမလို့ဦးဇင်းကိုတရားဟောနေတေသွားရင်ဒီတိုင်းထားမှာလားဒါနဲ့ချစ်တယ်ဆိုခြေစမ်းမယ်ရက်ဆက်လိုက်တာဟမ်ဒီတိုင်းမထားတော့ဘူးလားဟိုလေဘယ်နဲ့ထားမှာလဲ
ဒီမဲ့တော်ကြီးခဏထားပါလေအခုလာကမထားပါဘူးဟုတ်လားဒီကြားထဲမထားတဲ့အပြင်ပလင်ပေါ်ကြည့်ပြီးတော့ငုတ်တုတ်ကြီးတည်နေတာကြောက်တဲ့လူကရှိအောင်မယ်ဒီဘုန်းကြီးတရေဖြစ်ပြီး6ပါဆိုလို့ဖြစ်နေတာဟုတ်တယ်မလားမယ်ခင်ဗျာမကြောက်ဘူးလားကြောက်ကိုကြောက်တယ်ဘလောက်ကြီးညိုဟုတ်တယ်မလားဒီအသေးကောင်းကြီးရှိနေမယ်တော့မြန်မကြောက်ပါလားကြောက်ပါလားဒါမို့စဉ်ကလည်းကိုဘယ်နေရာကိုရောက်ဟုတ်လားပလင်ပေါ်စပြီးတော့တတ်တရားသစ္စာဒိဋ္ဌံပြုလိုက်တယ်တရားဟောနေနဲ့သိပါသည်သိနောက်ယောဂီများအလုံးထိဦးဇင်းတို့ကျမ်းမိုက်မကောင်းလို့ဦးဇင်းထသွားတာအဲ့လိုမျိုးသွားတာဟုတ်လားယောဂီများဘာဖြစ်လို့လဲဆိုဦးဇင်းဒီအလုပ်ကိုလုပ်နေရဦးဇင်းတို့ကပြေဝနေတာဟုတ်လားယောဂီများဘာဖြစ်လို့လဲကိုသိတတ်တဲ့တရားမြတ်စွာဘုရားရဲ့ကိုစားဟုတ်လားတို့တက္ကရာမကြီးသိကြပါစေဆိုတဲ့တရားနဲ့ပဲဦးဇင်းတို့အလုပ်လုပ်တာဟုတ်လားသဘောပေါက်ရဲ့လားကဲအခုမြတ်စွာဘုရားကယောဂီများမယ်တဲ့ခင်ဗျာဘာဖြစ်လဲကံရဲ့အကျိုးကိုအတိတ်ကလည်းပဲမယုံကြည်အောင်ဖုံးတာဘယ်လိုလဲဟောဒီပြစ္ဆုတ်ပံမှာလည်းဘယ်သူကဖုံးတာကြောက်เสียမကောင်းလားဒါဦးဇင်းဒီမနေ့ပြောတာယနေ့တဏှာကြီးပြည့်တော့ပဲအဝိဇ္ဇာတစ်လုံးနဲ့ပြီးမှာဟုတ်လားပို့ပြီးတော့သဘောပေါက်မရတဲ့ခင်ဗျာဘယ်တော့ကြောက်ဖို့ကောင်းလဲဒါကြောင့်လည်းတန်တရာရဲ့အစဘောခန္ဓာရဲ့အစဘယ်လိုလဲအဲ့ဒီသူ့ကိုယနေ့ယောဂီများပြီးထားဖို့အရေးကြီးတယ်ရှင်းရရှင်းရလားတော့မြတ်စွာဘုရားအဝိဇ္ဇာကိုလည်းပဲကိလေသာလို့မပြောဘူးလားကဲကိလေသာဆိုတာဘာပြောတာလဲပူလောင်တာဘာဖြစ်လာလဲပူလောင်တာဟုတ်လိုက်ကြများရဲ့မပူလောင်ဘူးလားပူလောင်တာဒီကိလေသာကြောင့်ဦးဇင်းတို့ယောဂီများမပူလောင်ကြတာလားပူလောင်ကြတာပူလောင်ရတာလေဒါတော့မြတ်စွာဘုရားချက်သားတဲ့ဟောဒီအဝိဇ္ဇာကဘယ်တော့ကြောက်เสียကောင်းလဲတဲ့မိမိရဲ့ဟောဒီယုံနဲ့အကြောင်းကိုမသိအောင်လဲသူပဲဖုံးတာတဲ့သူကဖုံးတာဘယ်အကြောင်းမသိအောင်လဲယုံနဲ့အကြောင်းကဲမယ်လေးခမလေးများယုံနဲ့သိပြီလားဟမ်သိပြီလားကဲသိပြောကြည့်အောင်အဲ့ဒါယောဂီများကဲယုံနဲ့အကြောင်းမယ်လေးများသိတော့ပါပြီသိပြီလားကဲပြောမယ်ဘာဖြစ်လဲဟောက်ပြန်ခံစားမသာပြုပြီးသိဝိညာဉ်ဟုတ်တယ်မလားယောဂီယောမြတ်ဘာဖြစ်လဲဟောက်ပြန်ခံစားမသာပြုပြီးသိဝိညာဉ်နာဧခန္ဓာမဒါကဥစ္စာဗိဓမာနီပရိစ္ဆေသမုပ္ပါဒ်နီနဲ့ပြောမယ်ဝိညာဉ်နာယုတ်တလယေနာခန္ဓာဝေဒနာခန္ဓာဘယ်နှပါခန္ဓာဘယ်နှပါလဲ၅ပါးအကျေချုပ်တော့ဖောက်ပြန်တာကယုတ်တရားလားနံတရားလားပြောမယ်လို့ခင်ဗျာဖောက်ပြန်တာယုတ်တရားလားနံတရားလားယုတ်တရားဟုတ်လားခင်ဗျာကဲခံစားတာယုတ်တရားလားနံတရားလားမှတ်သားတာယုတ်တရားလားနံတရားလားပြုပြင်တာယုတ်တရားလားနံတရားလားသိတာယုတ်တရားလားနံတရားလားကဲဒီနေ့ယုတ်တရားဖောက်ပြန်တာကယုတ်တရားဟုတ်လားခံစားမှတ်သားပြုပြင်သိနေတာကအကျဉ်းချုပ်တော့ဘာလဲလဲယုံနဲ့နဲကဲဒီတရားနာတော့မသိရဘူးလားဒီတရားမနာရင်သိနိုင်ပါမလားကဲမယ်တို့ခင်ဗျာမိမိတို့အိမ်ဘေးနားမှာအိမ်နားမှာအချင်းချင်းတွေမရှိဘူးလားမြို့ဆိုတော့အများကြီးရှိတယ်တော့မေးကြည့်ပါလားပြောဟဲ့မိခန္ဓာဘယ်နှပါလဲမသိတာများတယ်ဟမ်မသိတဲ့ဘောကများတယ်ဟုတ်လားဘာဖြစ်လို့မသိတာလဲမနာလို့ယနေ့ရုံနဲ့ဘာဖြစ်လို့လဲတရားမနာလို့မသိတာအဲ့ဒီတရားမနာလို့မသိဘဲနဲ့သိရင်သင်ပေးရတယ်ဘာလို့လဲသိချင်းကောင်းလားသိချင်းဆိုးလားဒါဆိုယနေ့ယောဂီများဦးဇင်းများကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့အတန်ဝင်ကိုယ့်ရဲ့မိသားစုမှာဒီယုံနာကိုမသိဘူးဆိုတဲ့ဘာလဲအဲ့ဒါမတော့ခင်ဗျာကိုယ့်ရဲ့ပြန်သွားလို့ရှိရင်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အတန်ဝိုင်းအဲ့ဒါဒစိမ့်တော့မပြောနဲ့ပေါ့ကြံဖြစ်မယ်ဟုတ်လားအဲ့တော့ပြောပြီးအဲ့ဒီဆိုင်ဝဲလေးချဒီခန္ဓာဒီလိုရှိတယ်ဟုတ်လားဒီယုံနဲ့ဒီလိုရှိတယ်ဟုတ်လားအဲ့ဒါနေတေချာသိအောင်လုပ်ထားလည်းပြငါပြောကြောင်းဘုန်းကြီးငါဝကမဘုန်းကြီးကပြောသွားတယ်ဥက္ကုလတာလေးပြောသွားတယ်နေသိချင်းဆုံးနဲ့သိနိုင်မယ်လို့ဒီလိုဘုံဘုံဟောဟုတ်လားယောဂီများနာမည်ကြီးပြန်ပြောလာဥက္ကုလတာအဲ့ဒါလည်းနာမည်ကြီးလာတာတော်တော်ကြာပြီဘယ်လိုခင်ဗျာဟုတ်လားအေယာဝတီမှာအဲ့ဒါလည်းနာမည်ကြီးတာဗါတယ်လေသိချင်းဆုံးဘုန်းကြီးတယ်ဥမလေးဆန်တော့ကိုယ်ရဟုတ်လားမလို့ခင်ဗျာရှင်းရလားကဲမလို့
အခုတရားနာတော့မသိရဘူးလားခန္ဓာဘယ်နှပါလဲအချင်းချုပ်လို့ကဲအဲ့ဒါဘာဉာဏ်ရနာမရူပပဋိစေရဉာဏ်ယုတ်နံသိတဲ့ဉာဏ်ပြောဘာဉာဏ်လဲဘာဉာဏ်ရသားပြီလဲတရားနာနေတဲ့လူကမသိရဘူးလားကဲဒီယုတ်နံသိရင်အကြောင်းကျိုးသေးရလားအကြောင်းကလုံးလာတဲ့ကံအကြောင်းတရားတွေမလုပ်ခဲ့ဘူးလားအခုရရှိရတဲ့အကျိုးတရားနဲ့ကံအကျိုးတရားတွေမရဘူးလားအကြောင်းကံတရားကြောင့်အကျိုးကံအကျိုးတွေမရဘူးလားဒါတော့အကြောင်းရှိလို့အကြောင်းမရှိရင်ကံရှိလို့ကံလုံးလာကြလို့အခုကံအကြောင်းတရားကြောင့်ကံအကျိုးတရားတွေမရဘူးလားဒီအဲ့လိုသိလိုက်တဲ့အခါကျဘာဉာဏ်ရကမ္မတက္ကတာသမ္မာဒိဋ္ဌိဉာဏ်ကံကံရဲ့အကျိုးကိုဟုတ်လားမသိရဘူးလားကောင်းတာလုပ်ရင်ကောင်းတာလုပ်ခဲ့ရင်ကောင်းကျိုးမရပါလားရမလားမကောင်းတာလုပ်ခဲ့ရင်မကောင်းကျိုးမခံရပါလားခံရမလားကဲအဲ့လိုယနေ့ယုံနဲ့တရားနာတော့ကံကံအကျိုးနဲ့မသိရဘူးလားကဲမတို့ကဒီဘဝတို့ဘာလို့မကောင်းတာလဲအတိတ်ကမကောင်းတာလုပ်ခဲ့ရင်ဒီဘဝမှာမကောင်းကျိုးမပေးပါလားပေးပါပေးပါလေဘယ်လိုခင်မလို့ရှင်းရရှင်းလားကဲကောင်းတာလုပ်ခဲ့ရင်ကဲဒီဘဝမှာကောင်းတာလုပ်လို့ကောင်းကျိုးတွေခံစားနေရတယ်ဘယ်လိုခင်မလို့မရှိဘူးလားဘာလုပ်ခဲ့လို့ကောင်းတာလုပ်ခဲ့တာအကြောင်းတရားပဋိစ္စသမုပ္ပါဒ်ဟုတ်ရဲ့များအခုကောင်းကျိုးရနေတာကအကျိုးတရားအကြောင်းကပဋိစ္စအကျိုးကသမုပ္ပါဒ်နေဘယ်လိုများကင်းရလားဟောဒီပြစ္ဆုတ်ပံမှာလည်းပဲအကြောင်းတရားလို့ရမယ်ဘဝခန္ဓာမှာလည်းပဲနောက်ရမယ်ဘဝခန္ဓာမှာအကျိုးတရားမရမှာလားရမယ်အကျိုးတရားကောင်းတာမရမှာလားရမှာလားကောင်းတဲ့ဘဝခန္ဓာမရမှာလားရမှာမယ်တို့ခင်ဗျာဟုတ်လားဒီနိဗ္ဗာန်ကိုမယ်တို့ခင်ဗျာမရမချင်းမှာတော့ဦးဇင်းတို့ကံလုပ်တယ်လုပ်နေကြအောင်ပါပဲအဲလုပ်တဲ့အခါမှာဦးဇင်းမှာကျင်တာကကောင်းတဲ့ကံလေးတွေလုပ်ကြပါဟုတ်လားမင်းမကောင်းတာတွေကိုဘာဖြစ်လဲကိုသိရင်ပယ်ပါလို့ဒါလေးမှာကျင်ပါဟုတ်လားခင်ဗျာကဲအခုကယုံနာပြီးတော့ဘာဉာဏ်ရနာမရူပပဋိစေရဉာဏ်ကဲအဝိဇ္ဇာဖုံးလို့ရသေးလားအခုကအကြောင်းအကျိုးသိတော့ပစ္စယပရိက္ခဉာဏ်ပြောအကြောင်းအကျိုးသိတော့ကဲမင်းတို့တရားနာနေနဲ့အဝိဇ္ဇာဖုံးလို့ရသေးလားဉာဏ်ပဏ္ဏရနေပြီသုံးဉာဏ်ရနေပြီဟုတ်လားခင်ဗျာကဲအကြောင်းကျအကျိုးပြည့်တဲ့ခန္ဓာသည်ယနေ့ယောဂီများသူတော်ကောင်းများမြဲတဲ့ခန္ဓာလားမမြဲတဲ့ခန္ဓာမြဲရလားရုပ်ကြည့်တော့လေမြဲလားဝေဒနာကြည့်လေသင်ညာကြည့်လေသင်္ခါရကြည့်လေဝိညာဉ်ကြည့်လေမမြဲဘူးတဲ့ဟုတ်လားခင်ဗျဖြစ်ပြီးတော့မပြတ်တာလားဖြစ်တယ်လားမမြဲတာကအနိစ္စမမြဲတာကမမြဲတဲ့ဧကတိုင်းမဆင်းရဲဘူးလားဆင်းရဲတာကကဲအစိုးရရတာပြုပြင်လို့ရရင်ပြုပြင်စမ်းမယ်လို့ခင်ဗျတို့ဒီများကဲဟုတ်လားကဲဦးဇင်းတို့ယနေ့ယုံညာပြုပြင်နေကြတာပဲခိတ္တခန္ဓာတော့ရတဲ့ထင်ပြီးပြုပြင်နေကြတာပဲရရဲ့လားကဲအခုရှိသွားပြပြုပြင်ရတော့မယ်ခန္ဓာဒါနဲ့သူ့ယောဂနဲ့သူ့ခန္ဓာကသူ့လုပ်ကိုမလုပ်နေတာလားလုပ်နေတာမလောက်ပြုပြင်ဟုတ်လိုက်တတ္တရာရပြီမယ်လို့သူ့လမ်းတော့သူမလျှောက်နေတာလားလျှောက်နေတာဘယ်လမ်းလျှောက်နေလဲပိုတဲ့လမ်းနာတဲ့လမ်းသိတဲ့လမ်းကိုလျှောက်နေတာခန္ဓာရဲ့အလုံးဘယ်သူရဲ့အလုံးလဲဘယ်သူရဲ့အလုံးလဲယနေ့ယောဂီများသူတော်ကောင်းကြီးများအခုခန္ဓာရဲ့အလုံးကိုခန္ဓာရဲ့အကြောင်းကိုလည်းသိခန္ဓာရဲ့အကျိုးကိုလည်းသိခန္ဓာရဲ့အလုံးကိုလည်းယနေ့ယောဂီများမသိရတာသိရတာကဲရုပ်တရားမြဲလားဝေဒနာပညာသင်္ခါရအောင်မြဲလားဝိညာဉ်ရောမြဲလားမမြဲတော့ဘာသစ္စာဒုက္ခသစ္စာသိတဲ့ဉာဏ်ကရှင်းရလားအခုကအိခန္ဓာကိုမမြဲဘူးလို့အနိစ္စလို့သိလိုက်တာနဲ့ယနေ့ယောဂီများဘာလဲလက္ခဏာဉာဏ်ဘာဉာဏ်ရအဲ့ဒီအနောက်မှာဘာဉာဏ်ရှိတယ်မဉာဏ်ရှိတယ်ဒါမို့အတိတ်ဘဝသံဃာတုံးကလည်းပဲယနေ့ယောဂီများဒီလိုမသိခဲ့လို့ကံကံအကျိုးမှမယုံကြည်ခဲ့လို့ယုံတဲ့အကြောင်းမသိအကြောင်းအကျိုးမသိခဲ့လို့အခုကခန္ဓာရဲ့အနိစ္စလက္ခဏာဉာဏ်ဒုက္ခနဲ့အနတ္တလက္ခဏာဉာဏ်တွေလည်းမသိတဲ့အခါမျက်ဉာဏ်ရခဲ့ရလားအဲ့ဒီယနေ့ယောဒီဉာဏ်၅ဆင့်ပေါ်မှာဖုံးခဲ့တာဘာလို့လဲအဝိဇ္ဇာခြေသားအနန္တာတဲ့ခြေသားအနန္တာတဲ့ဘဝသန္တရာဘဝတွေခန္ဓာတွေရခဲ့တာဒီဘဝအတိတ်ဘဝခန္ဓာတွေအထက်တဲ့ဘဝခန္ဓာတွေရခဲ့တာဒီခြေသားအနန္တာဟောဒီမသိတဲ့အဝိဇ္ဇာကြောင့်တဲ့အမှန်တရားတွေကိုလည်းမသိတာဟောဒီအဝိဇ္ဇာအခုဟောဒီယောဂီများကကမ္မတက္ကသမ္မာဒိဋ္ဌိဘာမှမရအောင်ဖုံးနာတာအဝိဇ္ဇာယုံနာနေပေါ်မှာမသိအောင်ဖုံးနာတာအဝိဇ္ဇာပစ္စယပရိက္ခဉာဏ်ပေါ်မှာဖုံးနာတာအဝိဇ္ဇာလက္ခဏာဉာဏ်ပေါ်မှာဖုံးနာတာအဝိဇ္ဇာဟုတ်လားဒီမှာမဉာဏ်ပေါ်မှာမသိအောင်ဖုံးနာတာ
ချက်သားအန္တရာအဲ့ဒီအဝိဇ္ဇာ60ရမကောင်းဘူးလားကဲမေလို့ခံမေလို့ဒီမှာဥစ္စဒီမနဲ့ပြောခဲ့တာပါလေအဝိဇ္ဇာတစ်လုံးနဲ့ပြောခဲ့တာကြောက်စရာမကောင်းလားအဲ့ဒီအဝိဇ္ဇာကနေဟောဒီမှာဝိဇ္ဇာဉာဏ်ရသွားပြီဆိုရင်ဒီနေ့ယောဂီများလူချင်းတဲ့နေရာမရောက်မှလားရောက်မှာဒါလို့ဒီတန်ត្រာကလည်းမပြတ်မှလားပြတ်မှာလားဒီတန်ត្រာကပြတ်ပြီဆိုတော့ယနေ့မှာဝိဇ္ဇာဉာဏ်ရသွားပြီတော့ကိလေသာအမောင်တွေတဖြည်းဖြည်းနဲ့ဘာဖြစ်သွားလဲမပါသွားတာလားပဲသွားတာအဲ့တော့လောဘဖြစ်လာလဲပဲမသိတာလားသိတာလားအဒီခန္ဓာနဲ့ပြဒေါသဖြစ်လာလဲမသိဘူးလားသိတယ်ဟုတ်လားယောဂီများမသိဘူးလားကဲယနေ့ယောဂီများမောဟဖြစ်နိုင်လည်းပဲမသိရတာလားသိရတာကဲယနေ့ယောဂီများအဝိဇ္ဇာကြောက်เสียမကောင်းဘူးလားကြောက်เสียကောင်းတယ်နော်အဲ့ဒီလောဘဒေါသမောဟဘာကြောင့်ဖြစ်ရတာလဲလို့မေးရင်အဝိဇ္ဇာကြောင့်ပဲဟုတ်လားယောဂီများဒါဆိုသစ္စာဘွဲတော့ဘာသစ္စာသမုဒယသစ္စာအဝိဇ္ဇာဒီသစ္စာဘွဲဘာသစ္စာတဏှာဥပါဒဏ်လည်းသမုဒယသစ္စာဘွဲဘာသစ္စာသမုဒယသစ္စာဒီသမုဒယသစ္စာတွေရှိနေသေးဒီကံနေမယ်ယောဂီများမလုံးပါလားလုံးပါလားလုံးကြအောင်ပါဟုတ်လားဒီကံနေလုံးရင်ယနေ့ယောဂီများဒီနေရာရောက်မရောက်အောင်မလားရောက်အောင်လားတန်ត្រာမလဲမလားလဲမလားလဲကြအောင်မှာသဘောပေါက်ရလားရှင်းရောရှင်းရလားဒါကြောင့်ယနေ့မေရောကခန္ဓာဘယ်နဲ့ပါလဲကဲဦးဇင်းတို့ပရိစ္ဆသမုပ္ပါဒ်နည်းနဲ့ပြောမှာပါလေဝိညာဉ်နာယုသလယေရနာခန္ဓာဝေဒနာခန္ဓာဘယ်နှပါဒီယောဂီများဘယ်ရစတာလဲဝိညာဉ်ရစတာဘယ်ရစတာလဲဝိညာဉ်ဆိုတာဘာပြောတာလဲပရိသန်နေဒီတဲ့စိတ်ပြောဝိညာဉ်ဆိုတာဘာပြောတာလဲဟုတ်လားပရိသန်နေဒီတဲ့စိတ်ကလေးရတယ်မစားဘူးလားအဲ့ဒီကဘာဖြစ်လာလဲနာယုဘာဖြစ်လာလဲဘာဖြစ်လာပြီလဲနာယုဟုတ်လားနာယုလေးရတယ်ဘာဖြစ်လာလဲတလရနာဆိုတဲ့မျက်စိနာနှာခေါင်းလျှာကိုယ်စိတ်ဆိုပြီးတော့မတွဲတာလားတွဲတာလားအဲ့ဒီရတယ်ဘာဖြစ်ရလဲဖတ်တာဘာဖြစ်ရလဲဖတ်တာဆိုတာဘာပြောတာလဲတွေးထိတာဘာတွေတွေးထိတာလဲဘာဖြစ်လဲအစင်ဖတ်တာအတန်ဖတ်တာအနံဖတ်တာတွေးထိစရာဖတ်တာကြံသေးစရာဖတ်တာဖတ်တာဘာလဲမျိုးလဲ6မျိုးဟုတ်လိုက်မယ်အစင်ကြောင့်လည်းဘာဖြစ်လဲဖတ်တာဖြစ်တယ်အတန်ကြောင့်လည်းအနံကြောင့်လည်းဟုတ်လားဒါမျိုးစားစရာကြောင့်လည်းဟုတ်လိုက်မယ်တွေးထိစရာကြောင့်လည်းကြံသေးစရာကြောင့်လည်းဖတ်တာရဲ့နာမ်မှာဘာရှိလဲဝေဒနာဆိုတာဘာပြောတာလဲခံစားတာဟုတ်လားဘာပြောတာလဲဘာတွေခံစားတာလဲကောင်းတဲ့ဝေဒနာမကောင်းတဲ့ဝေဒနာကောင်းတာမဟုတ်မကောင်းတာမဟုတ်ဆိုတဲ့ဝေဒနာဒါကဥစဉ်ဗမာလိုပြန်ပါဠိလိုပြန်တော့ဒုက္ခဒုက္ခဥပေက္ခအဲ့ဒီဝေဒနာကဗမာပေါ်မှာလဲဘယ်ခန္ဓာမှာပေါ်မှာလဲယောဂီများရဲ့ခန္ဓာမှာမပေါ်မှာလားပေါ်မှာလားဟောဝေဒနာတွေပုံမဲ့ခန္ဓာကလည်းပဲပြောမယ်မျက်လုံးမှာပေါ်မယ်နားမှာပေါ်မယ်နှာခေါင်းမှာပေါ်မယ်ရှားမှာပေါ်မယ်ကိုယ်မှာပေါ်မယ်စိတ်မှာပေါ်မယ်ဝေဒနာပေါ်တာဗလားမပေါ်မှာလားပေါ်မှာလားအခုယောဂီများမပေါ်နေတာလားပေါ်နေတာလားမျက်လုံးနဲ့အစင်းနဲ့တွေ့ရင်မခံစားဘူးလားနားနဲ့အတန်နဲ့တိုင်းရင်မခံစားဘူးလားဦးစင်းပြောတာမယုံနဲ့နော်မရကမြမှာကြည့်နော်မယုံနဲ့ကိုယ့်ဘာကိုနှလုံးသွင်းကြည့်လိုက်ဟုတ်လားမြနှာခေါင်းနဲ့အနံ့နဲ့တွေ့ရင်ပေါ်တယ်နော်ပေါ်တယ်မခံစားဘူးလားလျှာနဲ့စားကြတယ်တွေ့ရင်အခုမတွေ့တော့မနက်ကစားတော့ပေါ်တယ်မလားမခံစားဘူးလားကောင်းတာလေးစားတော့မကောင်းတာစားတော့ဒုက္ခဟုတ်လားရှင်းရသဘောပေါက်လားကောင်းတာမဟုတ်မကောင်းတာမဟုတ်စားတော့ကဲဘယ်မှာပေါ်တယ်လျှာမပေါ်ဘူးလားကဲဒီခန္ဓာကိုယ်ကြီးကလည်းဘယ်ချိန်မှာပေါ်တာလဲကဲဘာနဲ့တွေ့ကြည့်လဲယောဂီများဟောဒီခန္ဓာနဲ့အောက်ကအခင်းနဲ့မတွေ့သေးဘူးလားမတွေ့ဘူးလားဘာတွေပေါ်လာပြီလဲလာပြီအမေနားရဲကျင်းနဲ့ကောက်တယ်ခဲတယ်လှုပ်တယ်လွှတ်တယ်တောင်းတယ်တင်းတယ်ဗျာဟုတ်လားမပေါ်ဘူးလားမပေါ်တာလားပေါ်တာယနေ့ယောဂီများတူပန်းသူနေတော့ကပေါ်တာတူပန်းသူနေတော့ယနေ့ယောဂီများဆိုတော့ကိလေသာနဲ့ပြောနေတော့ပေါ်နေပေါ်မှမသိဘူးဟောငြိမ်ပြီးတော့ကြည်လိုက်တော့မှမပေါ်တာလားပေါ်လာလားယနေ့ယောဂီများသဘောပေါက်ရဲ့လားမခံစားတာလားခံစားကဲစိတ်
ယောဂီများကစိတ်မရှိဘူးလားမနာဆိုတဲ့စိတ်ကလေးနဲ့ကြံတွေးစရာလေးနဲ့မတိုက်ဘူးလားအဲ့ဒါမှတွေးတော့ကြံပြစိတ်တွေမပေါ်ဘူးလားဒီအဲ့ချိန်မှာဘာပေါ်လဲကောင်းတာလေးတွေးတော့ဒုက္ခဟုတ်တယ်မလားကောင်းတာတွေးတော့ကဲမကောင်းတာတွေးတော့ကောင်းတာမဟုတ်မကောင်းတာမဟုတ်တွေးတော့ကဲစိတ်မှာမပေါ်နေတာလားပေါ်နေတာကဲဝေဒနာတွေမပေါ်နေတာလားပေါ်ဟောအဲ့ဒီဝေဒနာတွေမြတ်စွာဘုရားကရှင်းသားလို့တဲ့ဘယ်ဝေဒနာတွေပေါ်တဲ့ဝေဒနာလေးကိုဟောဒီနေရာမှာဗာလေးဝင်ဉာဏ်လေးနဲ့ဝင်ဟုတ်လားနောက်နေ့ဒီဦးဇင်းတို့အချိန်ရတော့လည်းဦးဇင်းကုလိုက်တော့ပြောပြမယ်အဲ့ဒီမျက်လုံးပေါက်မှာပေါ်တဲ့ဝေဒနာမှာဟုတ်လားခင်ဗျာဆုံချက်ကလေးတွေရှိတယ်နော်ဒါတော့ဦးဇင်းတို့ကြုံရင်တော့နောက်နေ့ညနေကုလာတော့အချိန်ရရင်ပြောပြမယ်ဆုံချက်ရှိတယ်ဆုံချက်မရှိဘဲနဲ့ယနေ့ယောဂီများမပေါ်ဘူးနားမှာဆုံချက်ကြည့်တယ်နှာခေါင်းမှာဆုံချက်ကြည့်တယ်ဖလျာမှာဆုံချက်ကြည့်တယ်ကိုယ်မှာဆုံချက်ရှိတယ်စိတ်မှာလည်းပဲဆုံချက်ရှိတယ်ဆုံချက်လေးတွေပေါင်းစုံပြီးတော့မှပေါ်လာတာရှင်းရလားဘာပေါ်လာမှာလဲဝေဒနာပေါ်တဲ့ဝေဒနာလေးကိုဒီနေ့ဘာလုပ်လဲဉာဏ်လေးနဲ့ဝင်တဲ့ဘာလေးနဲ့ဝင်လဲကဲမျက်လုံးပေါ်မှာဝေဒနာပေါ်ရင်ဖြစ်ပြမရှုရမှာလားရှုရမှာလားကဲနားမှာဝေဒနာပေါ်ဖြစ်ပြမရှုရမှာလားရှုရမှာလားနှာခေါင်းမှာဝေဒနာပေါ်ဖြစ်ပြမရှုရမှာလားရှုရမှာလားလျှာမှာဝေဒနာပေါ်ဖြစ်ပြမရှုရမှာလားရှုရမှာလားကိုယ်မှာဝေဒနာပေါ်ဖြစ်ပြမရှုရမှာလားရှုရမှာစိတ်မှာဝေဒနာပေါ်ဖြစ်ပြမရှုရမှာလားဘယ်ဝေဒနာလေးပေါ်ရင်လည်းပေါ်တဲ့ဝေဒနာဖြစ်ပြီးရင်ဖြစ်ပြကမာသစ္စာဘာသစ္စာလဲဒုက္ခသစ္စာဟောသိတဲ့ဉာဏ်ကဒါဆိုဟောဒီမှာလို့ဒီလိုရမယ်ဒီအဝိဇ္ဇာကြီးဖုံးလို့ရအောင်လားဒီသမှုတွေကအဝိဇ္ဇာဖုံးလို့မရတော့ဘူးတဏှာဥပါဒဏ်တွေလောက်ပါအောင်လားဖြစ်လဲဖြစ်ပါအောင်လားမဖြစ်တော့ဘူးသုံးဘွဲ့ရောက်ပါအောင်လားဝေဒနာနိရောဓတဏှာနိရောဓဟုတ်လားမသိရင်ဝေဒနာပစ္စယဝေဒနာပစ္စယတဏှာဆိုဘယ်လိုသိမလဲပြောဘယ်လိုလဲမမေ့နဲ့မိတ်လို့မရဒီရတာတော့မိတ်လို့မရမမေ့နဲ့ဘယ်လိုသိမှာလဲအကောင်းသိရမှာလားအဆိုးသိရမှာဘာကြောင့်လဲသမုဒိယကြောင့်အဆိုးသိမှာဒီသမုဒိယကိုထိနိုင်မှာအကောင်းသိမှာရှင်းရရှင်းလားဒါမှမဟုတ်တန်တရာပြတ်ပါရှင်းရရှင်းလားတန်တရာပြတ်ဖို့ကြောင့်ဒီနိဗ္ဗာန်ကိုမရဘဲနဲ့တန်တရာပြတ်ပါဘုရားရဲ့အဆုံးအမတန်မလိုက်ညာဘဲနဲ့တန်တရာပြတ်နိုင်ပါရှင်းရရှင်းလားဒါတော့ယောဂီခန္ဓာဘဏ္ဍပါဘယ်အချိန်လေးဖြစ်ပြီးတော့မပြတ်မှာလားပြတ်မှာလားဖြစ်ပြကဘာသစ္စာသိတဲ့ဉာဏ်ကသိတာကယနေ့မှာသဘောပေါက်ရလားနောက်ခန္ဓာမလာတာကနိရောဓသစ္စာဘာသစ္စာလဲနိရောဓမြတ်မြတ်ဆိုတော့ဟိုမှာအကောင်းသိတာလားအဆိုးသိတာလားလို့ပါအကောင်းပါဘယ်လိုရဲ့မလေးဘယ်လိုသိမှာလဲအကောင်းသိလို့ယနေ့ယောဂီမှာတန်တရာကမပြတ်သွားဘူးလားဘယ်သူရဲ့အဆုံးမှာအဲ့ဒီအတိုင်းလိုက်တာကြည်ကြံကြိုးစားပွားများအထောက်ကြပါလို့တိုက်တွန်းနေခဲ့အချိန်ရှိလို့တာတို့သုံးချိန်ခေါ်တော်ရရအောင်ဗျာ